ပြောခဲ့ပြီးပြီနော်ကဲတင်ချင်းရွေးနှုတ်ခြင်းနဲ့ရွေးနှုတ်ခြင်းနဲ့အသက်တော်အဖြစ်ကဲတင်ခြင်းဆိုတော့ဒီနှစ်ပိုင်းရှိတယ်ရွေးနှုတ်ခြင်းဟာလူရဲ့အပြင်ဘက်မှာဖျားလုတ်ပေးသောအရာဖြစ်တယ်ဒါပေမဲ့အသက်ဤကဲတင်ခြင်းအသက်အဖြစ်ကဲတင်ခြင်းကြတော့လူရဲ့ဘယ်ထဲမှာလဲလူရဲ့အတွင်းထဲမှာလူရဲ့အတွင်းပိုင်းမှာကဲတင်ပေးသောအရာဖြစ်တယ်လူရဲ့အတွင်းပိုင်းမှာကဲတင်ပေးသောအရာကြတော့သူကနေ့တိုင်းဖြစ်တယ်နေ့တိုင်းဖြစ်တယ်အပြင်ဘက်ကကဲတင်ခြင်းကတစ်ချိန်တစ်ခါတည်းဆိုရင်လုံလောက်သွားပြီပြီးသွားပြီတစ်ချိန်တစ်ခါတည်းကားတိုင်းပေါ်မှာအသေးခံခြင်းအဖြစ်ကျွန်တော်အားလုံးကိုထာဝရရွေးနှုတ်ပြီးသွားပြီဖခင်ကထာဝရတခါတည်းဖခင်ကရွေးနှုတ်ပြီးတဲ့အရာကနောက်တစ်ဖက်ကျွန်တော်တို့အတွက်ကားတိုင်းပေါ်မှာလာပြီးအသေးခံစရာမလိုတော့ဘူးအဲ့ဒီရွေးနှုတ်ခြင်းကတစ်ချိန်တစ်ခါတည်းအဖြစ်ထာဝရပြည့်စုံတယ်ဒါပေမဲ့လူရဲ့အတွင်းမှာလာပြီးအသက်ပေးသောဝိညာဉ်တော်နော်အဲ့တော့ဒါကရွေးနှုတ်ခြင်းအတွက်ဂလာတိအခန်းကြီး4အငယ်9မှာမိန်းမရဲ့ one bite ထဲမှာသူဟာလာပြီးတော့မှစေလွတ်ခြင်းခံရသောသားတော်ဖြစ်တယ်ဒါပေမဲ့အခုတည်ခြင်းကပြန်ရှင်ပြီးတကြိုချင်းကိုခံတယ်3ရက်မြောက်သောနေ့မှာတည်ခြင်းကပြန်ရှင်တဲ့အခါမှာသူသည်အသက်ပေးတော့အမြင့်ဆုံးသောပလင်တော်မှာသူသည်ချီးမြှောက်ခြင်းခံရတဲ့အခါမှာသူသည်ဝိညာဉ်တော်ဖြစ်သွားတယ်အသက်ပေးသောဝိညာဉ်တော်အနေနဲ့သူဟာချီးမြှောက်ခြင်းခံရပြီးတော့မှအပေါ်မှာသူဟာခရစ်တော်ဆိုတဲ့ဘွဲ့ကိုရပြီးလူအထဲကိုပြန်ကြွလာတယ်လူအထဲကိုပြန်ကြွလာတဲ့အဲ့ဒီယေရှုခရစ်၏ဝိညာဉ်တော်သည်အခုကျွန်တော်အတွင်းထဲမှာသူကဘာဆက်လုပ်ပေးနေလဲဆိုတော့သူကအသက်တော်အားဖြင့်ကယ်တင်ခြင်းအဲ့ဒီအသက်တော်အားဖြင့်ကယ်တင်ခြင်းကသူကနေ့တိုင်းဖြစ်တယ်နေ့တိုင်းရွေးနှုတ်ခြင်းကြတော့လူရဲ့ခွင့်ပြုချက်လို့လားမလိုဘူးလူတောင်ခွင့်မပြုတတ်ခင်ကတည်းကလူတောင်ကျွန်တော်တို့မမွေးခင်ကတည်းကလူတွေနဲ့လူရဲ့ခွင့်ပြုချက်လူရဲ့သဘောတူခြင်းမလိုအပ်ဘူးသူတယောက်တည်းရဲ့လူတွေအားလုံးအတွက်ကိုစားအသေးခံမယ်လူတွေအားလုံးကိုရွေးနှုတ်ခြင်းအတွက်သူဒီလာပြီးတော့မှအသေးခံမယ်ဆိုတဲ့သူတယောက်တည်းရဲ့ရွေးချယ်မှုအားဖြင့်ဘာလို့လာလဲဆိုရင်သူဒီရွေးနှုတ်ခြင်းအမှုကိုသူဟာကားတဲ့ပုံမှာလှုပ်ဆောင်ခဲ့တယ်ဒါပေမဲ့အခုနေ့စဉ်အသက်တော်အားဖြင့်ကယ်တင်ခြင်းကြတော့ဘု து ရဲ့သဘောတူခြင်းလိုလာပြီလဲဆိုရင်ကယ်တင်ခံရတော့လူရဲ့ဘာလိုလာပြီလဲဆိုရင်သဘောတူခြင်းခွင့်ပြုခြင်းလက်ခံခြင်းပူပေါင်းခြင်းလိုသွားပြီလူဤဘာလို့လဲဆိုရင်ပူပေါင်းခြင်းလိုသွားပြီဘာလို့လဲနေ့တိုင်းအဲ့ဒီလူကဖယားကိုပူပေါင်းပြီးသဘောတူမှအဲ့ဒီလူအแทမှာဖယားကလက်တွေ့ကြစွာကျွန်တော်တို့ကိုဘာလို့ဖို့လို့လဲဆိုရင်ကယ်တင်ပေးလို့ရတယ်လက်တွေ့ကြကျွန်တော်တို့ကိုကယ်တင်ခြင်းခံရဖို့ကကျွန်တော်ဟာဘာလို့ဖို့လို့လဲဆိုရင်ပူပေါင်းဖို့လိုအပ်တယ်အဲ့ဒီပူပေါင်းခြင်းအဲ့တော့မနေ့ကကျွန်တော်တို့အဲ့ဒီအသက်အဖြစ်ကယ်တင်ခြင်းဆိုတဲ့အရာကိုအကျိုးနံပါတ်1เนาะအဲ့ဒါကကျွန်တော်ခန်းစားခဲ့ပြီးမနေ့ကလေ့လာခဲ့ပြီးအဲ့ဒါဘာလဲဆိုရင်နံပါတ်1ကဘာလဲနံပါတ်1ကအဲ့ဒါကရွေးနှုတ်ခြင်းကဲရွေးနှုတ်ခြင်းကိုပြောမယ်ရွေးနှုတ်ခြင်းအကျိုးရလဒ်ကဘာလဲခွင့်လွှတ်ခံရခြင်းနောက်တစ်ခုအပြစ်များကိုစေကြောပေးခြင်းခံရတယ်နံပါတ်3ကဖြောင့်မတ်ရာသို့ရောက်တယ်နံပါတ်4ကရန်သူဖြစ်တော်ကျွန်တော်ဟာဖျားနဲ့ပြန်လဲတင့်မြတ်ခြင်းနံပါတ်5ဖျားထံတော်တန်ရှင်တော်လူမျိုးဖြင့်တန်ရှင်းစင်ကြယ်ခံရခြင်းအဲ့ဒါကရွေးနှုတ်ခြင်းအားဖြင့်ကျွန်ုပ်တို့ရသောအကျိုးရလဒ်
ဒါပေမဲ့အခုဖခင်ကကျွန်တော်ကိုရွေးနှုတ်ခြင်းပြီးသွားရင်ဘာထပ်လာမလဲအသက်တော်အားဖြင့်ကယ်တင်ခြင်းအဲ့ဒီအသက်တော်အားဖြင့်ကယ်တင်ခြင်းထဲမှာနံပါတ်1အကျိုးရလဒ်ကကျွန်တော်တို့ဒီအသက်မွေးဖွားခြင်းရှိလာတယ်ဝိညာဉ်အသက်သစ်မွေးဖွားခြင်းရှိလာတယ်အဲ့ဒီတည်ခြင်းကပြန်ရှင်တဲ့အသက်ပေးတော်ဝိညာဉ်တော်ကိုကျွန်တော်တို့အတွင်းမှာလက်ခံရရှိခြင်းအားဖြင့်ကျွန်တော်ဟာဘာဖြစ်လာလဲဆိုရင်ဝိညာဉ်အသက်သစ်မွေးဖွားခြင်းရှိလာတယ်ဝိညာဉ်အသက်သစ်မွေးဖွားခြင်းရှိတဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာဘာလို့လာနေလဲဆိုရင်တည်ခြင်းကပြန်ရှင်တော်ယေရှုခရစ်ဝိညာဉ်ဂလာတိအခန်းကြီး4အငယ်6မှာဆိုရင်လက်ဆိုရအောင်အဘအဖဟုခေါ်တတ်တော်တာတော်ဤဝိညာဉ်တော်ကိုတင်တို့စိတ်လုံးအတွင်းတို့တွင်းပေးတော်မူ၏ကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲကိုတဲ့အဘအဖဟုခေါ်တတ်တော်တာတော်ဤဝိညာဉ်တော်ကိုဘု து ဝိညာဉ်တော်လဲတာတော်ဤဝိညာဉ်တော်ကိုဒီတစ်ခေါက်အသက်တော်အဖြစ်ကယ်တင်ခြင်းကြတော့ဘယ်ထဲကိုဆေလွတ်လဲသူ့သားတော်ကိုဘယ်သူထဲကိုဆေလွတ်လဲတင့်ထဲကိုဆေလွတ်တယ်ကျွန်ုပ်ထဲကိုဆေလွတ်တယ်ရွေးနှုတ်ဖို့ကြတော့ဘယ်သူထဲကိုဆေလွတ်လဲမာရိရဲ့ one bite ထဲကိုမိန်းမရဲ့ one bite ထဲကိုဆေလွတ်တယ်အဲ့ဒါကရွေးနှုတ်ခြင်းအတွက်ကယ်တင်ခြင်းအတွက်ကြတော့ဘယ်သူကိုဆေလွတ်လဲဘယ်သူထဲကိုဆေလွတ်လဲကျွန်ုပ်အထဲကိုဘေးကလူကိုပြောတင့်ထဲကိုဆေလွတ်တာရွေးနှုတ်ခြင်းအတွက်မာရိဘိုက်ထဲကိုဆေလွတ်တယ်ကယ်တင်ခြင်းအတွက်တင့်ထဲကိုဆေလွတ်ပေးတယ်တူလားမတူတော့ဘူးဒါကိုပိုင်းပိုင်းခြားခြားကျွန်တော်နားလည်ဖို့လိုတယ်ဒါကိုကျွန်တော်ဟာလုံးထားလို့မရဘူးရောပြီးယုံလို့မရဘူးဘာကြောင့်လဲဆိုဖခင်ကိုယ်၌ကနှစ်ခါလွတ်ပေးတာဖြစ်တယ်မာရိအထဲကိုဆေလွတ်တာကတစ်ခုကျွန်တော်အတွင်းထဲကိုဆေလွတ်ပေးတာကတစ်ခုမာရိအထဲကိုဆေလွတ်တာကရွေးနှုတ်ခြင်းကားတိုင်းပေါ်မှာရွေးနှုတ်ခြင်းအမှုကိုပြုဖို့ဆေလွတ်ပေးတယ်ဒါပေမဲ့ကျွန်တော်အတွင်းထဲကိုလွတ်ပေးတာကြတော့တင့်ဒီနေတိုင်းအသက်တော်အဖြစ်ကယ်တင်ခံရဖို့ဆေလွတ်ပေးတယ်အာမင်ဒါကြတော့ဘုသူကိုကယ်တာဖြစ်သွားပြီလေလက်တွေ့ကြဆိုတာတဲ့တက်တာထဲမှာကယ်ဖို့ဖြစ်သွားပြီဘာကြောင့်လဲဆိုရင်ကျွန်တော်အားလုံးဟာရွေးနှုတ်ခြင်းအဖြစ်ငရဲကတော့လွတ်လာပြီလားလွတ်လာပြီလားလွတ်လာပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာမလွတ်သေးသောအရာမြောက်များစွာရှိနေသေးတယ်စိတ်ပိုင်းဆိုင်ရာမှာမလွတ်မြောက်တာရှိလားခန္ဓာပိုင်းဆိုင်ရာမှာမလွတ်မြောက်တာရှိလားရှိတာပေါ့ကယ်တင်ခြင်းရရုံနဲ့အကုန်လွတ်တယ်ဆိုတာမဖြစ်နိုင်ဘူးမလွတ်ဘူးအဲ့ဒါကတင်ယုံလည်းမလွတ်ဘူးဘာကြောင့်လဲဆိုရင်ဖခင်ကိုယ်၌ကိုကတင့်ထဲမှာဆက်လုပ်ပေးမဲ့အသက်တော်အဖြစ်ကယ်တင်ခြင်းတွေအများကြီးရှိသေးတယ်ကယ်တင်ခြင်းတာရပေမဲ့ကိုယ့်ရဲ့အသက်တာထဲမှာမပြောင်းလဲတာအများကြီးကိုအသိဆုံးပဲဟုတ်လားကိုသိလားသိတာပေါ့ကိုသိတာပေါ့ကယ်တင်ခြင်းတော့ရပြီးပြီလေဝိညာဉ်တော်ရပြီးပြီလားဖခင်တရားပြီးပြီလားရပြီးပြီဒါပေမဲ့လူတွေကိုအထောက်မတန်ဒေါသထွက်သေးလားထွက်တာပေါ့အမလေးစကလုံးတာပြောင်းသွားတာဟုတ်တယ်မလားအရင်တော့ဆိုရင်တော့ငါလက်နဲ့တွေ့တော့ဒါပေမဲ့အခုကျတော့ဘာပြောလဲသိလားငါလက်နဲ့မိတ္တဟာယဖွက်သွားမယ်အမလေးငါလက်နဲ့မိတ္တဟာတွေ့သွားမယ်စကလုံးပဲပြောင်းသွားတာလေကြည့်ဟုတ်တယ်မလားစိတ်မဆိုးဘူးလားစိတ်ဆိုးတာပေါ့အမလေးဒေါသထွက်စကလုံးအခေါ်အဝေါ်သာပြောင်းသွားတာဒီထက်ကဒေါသထွက်တတ်တာစိတ်ဆိုးတတ်တာမပြောင်းဘူးဒီလူကဒီလူပဲဒီစိတ်ကဒီစိတ်ပဲဟုတ်လားဒီထဲမှာအရင်တုန်းကအတိုင်းဒီစိတ်နှလုံးကမပြောင်းလဲသေးတဲ့အတွက်ကြောင့်ကျွန်တော်ကိုတူဒီတင့်စိတ်နှလုံးထဲကိုဝင်လာတာဒီတင့်ကိုထပ်ပြီးကယ်ဖို့ဝင်လာတာဖြစ်တယ်အာမင်ငရဲကတော့လွတ်ပေမဲ့မာနရဲ့သဘောတဘာဝနဲ့အများကြီးကြံနေသေးတယ်ဒီထဲမှာဟုတ်လားကြံသေးလားကြံတာပေါ့ဒီလူရဲ့စိတ်နှလုံးထဲမှာမာနရဲ့သဘောတဘာဝတွေအများကြီးကြံသေးတယ်
လူထဲမှာလေမှားတဲ့အရာတွေရှိသေးလားရှိတာပေါ့ဒီထဲမှာမှားနေတဲ့အရာတွေအများကြီးပဲအမားတွေအများကြီးပဲပထမနေ့ကကျွန်တော်ပြောပြီးပြီလူကမွေးကလေးကမှားလာတာလေဒါပေမဲ့အဲ့ဒီအမားထဲမှာနေတာကြတော့အဲ့ဒီအမားကြီးကအမှန်ဖြစ်မလာဘူးလားအမှန်ဖြစ်လာတယ်လေအမှန်ဖြစ်လာတယ်နောက်ဆုံးလူကကိုမားတယ်လို့ဝန်ခံတော့ဘယ်လိုဝန်ခံလဲသိလားငါလည်းမားတော့မားတယ်ဒါပေမဲ့ဟိုတယောက်မားတာလွတ်ပါတယ်ကွာအဲ့လားဟိုတယောက်မားတာလွတ်အားကြီးတယ်တချို့ကပြောသေးတယ်ငါမားတာကမှမားပုံမားနီးမှန်သေးတယ်ဆိုတာရှိသေးတယ်အရေးထဲမားပုံမားနီးတော့မှန်သေးတာသူကလူကလေကျွန်တော်တနေရသွားတယ်ကျွန်တော်တနေရသွားတော့အညီကိုတယောက်ကလိုက်ပို့သူကားတယ်လိုက်ပို့တနေရမှာကျန်းစာတင်ဖို့နှုတ်ကပတ်တော်ဝင်ငါပို့သွားလိုက်ပို့ရင်းနဲ့သူလည်းအဲ့ဒီနေရာကိုမရောက်ဘူးကျွန်တော်လည်းမရောက်ဘူးမရောက်ဘူးတော့သူက GPS နဲ့သွားတယ် GPS နဲ့သွားတော့အဲ့ GPS က update မလုပ်ထားတော့လေလမ်းဟောင်းအတိုင်းပဲသူကညွှန်ပြတယ်လမ်းအသစ်ဖောက်လိုက်တာကိုသူ့ GPS က update မလုပ်ထားတော့မသိဘူးသူကညကလည်းမောင်ခါနေနေပြီဟိုမှာနှုတ်ကပတ်တော်ဝင်ငါပို့က9နာရီမောင်လည်းမောင်နေပြီလမ်းလည်းမှားသွားတယ်ပြီးရင်သူက GPS ကပြောတယ် turn right ညာဘက်ပဲကွိညာဘက်ကွိရင်လေခွဲမရှိလေခွဲမရှိတော့တေချာသွားပြီဒါမှားသွားပြီဟုတ်တယ်လေခွဲမှာတော့ဘယ်သူမှတရားသွားမဟုတ်တေချာတယ်လေခွဲမှာလူစုတာဘယ်သူမှမရှိဘူးအမှားသွားပြီဆိုတာတိသွားတော့ကျွန်တော်တို့နှစ်ယောက်ကပြန်လှည့်ဖို့လဲလှုပ်သွားအနောက်မှာနောက်ထပ်ကား3စီးလောက်ကသူတို့လည်းမှားပြီးလိုက်လာအစောတုန်းကတော့သူကတော့အမလေးဆရာကြီးကျွန်တော်တို့မှားသွားပြီထင်တယ်ဘာညာနဲ့ဟာဘလို့ဖြစ်တာလဲဘာညာလည်းသူစိတ်ပူတယ်အနောက်မှာ3စီးလဲလိုက်လာတွေ့တော့အမလေးတော်သေးတယ်ကိုကြီးပဲမှားတာမဟုတ်ဘူးတဲ့မှားတာတော့မှအုပ်စုလိုက်မှားရင်ခွန်အားရတတ်သေးတာခရိယန်ဆိုတာကြမ်းဖန်ခွန်အားယူတတ်မှားရင်တော့အုပ်စုနဲ့မှားရင်အမလေးခွန်အားယူနေတဲ့ဂျေဇုတော်ပဲတို့ကြီးပဲမှားတာမဟုတ်ဘူးဆရာကြီးအနောက်မှာ3စီးပါလာအမလေးသူခွန်အားရပါပဲဩခရိယန်ဆိုတာမလွယ်ပါလားခွန်အားတော့ကြမ်းဖန်ယူတတ်ကြမ်းဖန်ယူတတ်ကျွန်တော်တကယ်ချင်းတရားအရင်တော့ကျွန်တော်တို့တနန်းတက်တော့ကမြကြီးနားမှာကွက်ထမ်းကြီးတာကွက်ထမ်းကြီးသူကွက်ထမ်းကြီးတော့သူ့ရဲ့ကွက်ထမ်းခေါင်းစဉ်ကသူများကဖျားကိုအားကိုးပါတို့နော်ပြီးရင်ဆုတောင်းပါတို့နော်ပြီးရင်ဝန်ခံအနံပါတို့နာခံပါတို့ခေါင်းစဉ်ပြီးပြီးကွက်ထမ်းယူပြီးသူကတရက်ကွက်ထမ်းယူရတယ်သူ့ကြမှာခေါင်းစဉ်ကကြက်သွန်ချင်းဟာကြက်သွန်သူခွန်အားရတာကကြက်သွန်တော့ပေတရုနောင်တရတယ်ငါတို့လည်းနောင်တရဖို့လိုတယ်နောင်တရဖို့လိုတယ်ရေးပါလားအဲ့ဒါများကြက်သွန်ချင်းဟာအခါမှမကြားဘူးသူ့ကွက်ထိုင်မှာကြံဖန်ခွန်အားယူတတ်တယ်ယုံကြည်သူဆိုတာလွယ်တာမှတ်လို့မလေးနော်ဒါကြောင့်ခုနမှားတာအနောက်မှာ3စီးပါလာတော့သူလည်းပျော်သွားတယ်ဟဲဆရာတို့ကြီးပဲမှားတာမဟုတ်ဘူးဒါဆိုရင်ကျွန်တော်အတွင်းထဲမှာနောက်ထပ်ပြင်ရမယ့်အရာတွေအများကြီးရှိလားအမားတွေရှိလားလွဲနေတာရှိလားရှိတယ်အများကြီးရှိသေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အသက်တာထဲမှာဖခင်ကနောက်ထပ်ဘာလုပ်ပေးဦးမလဲကယ်တင်ပေးဦးမယ်ကျွန်တော်အသက်တာထဲမှာနောက်ထပ်ကယ်ခံရဖို့အများကြီးကြံသေးတယ်ငရေတစ်ခုကပဲကျွန်တော်လွတ်တာကျွန်တော်ဘာမှမလွတ်သေးဘူးအရင်တော့ဆရာကြီးဦးတမောင်ထွန်းတို့အတင်းတော်နဲ့ထုတ်တဲ့တတ်ထာဝရမဂ္ဂဇင်းထဲမှာကျွန်တော်ပုံလေးတစ်ပုဒ်ကိုတအားသဘောကျနတ်ဆိုးကယုံကြည်သူတယောက်ကိုသူကကျိုးနဲ့အထက်ထက်ချီနှောင်ထားကျိုးနဲ့အထက်ထက်ချီနှောင်ထားတဲ့ပုံသူ့ရဲ့တကူလုံးမှာသူကကျိုးနဲ့အရစ်ခံရဒါပေမဲ့ तू ဘာတွေးနေလဲဆိုတော့နောက်တစ်ယောက်ကိုကြည့်ပြီးတော့မှငါသူတို့ကိုလွတ်မြောက်စေချင်လိုက်တာဟုတ်လား तू ဘယ်လိုစဉ်းစားနေလဲငါသူများကိုလွတ်မြောက်စေချင်လိုက်တာ तू ကိုယ်တိုင်တော့အချီခံရတာဒါပေမဲ့ तू စဉ်းစားတာ तू များကိုပြောင်းလဲစေချင်လိုက်တာ तू များကငါလွတ်မြောက်စေချင်လိုက်တာ
သူကိုယ်တိုင်တော့မပြောင်းလဲသူကိုယ်တိုင်တော့အချီခံရတာဒါပေမဲ့စဉ်းစားရတော့သူများကငါလွတ်မြောက်စေချင်လိုက်တာဒါဆိုကျွန်တော်အသက်တာထဲမှာလွတ်မြောက်ဖို့ကြံသေးတာရှိလားအများကြီးရှိသေးတယ်ဒါကြောင့်မို့ဖခင်ကတင့်ကိုနှစ်ပိုင်းလုပ်ပေးတယ်အတိတ်ကတင့်ရဲ့ဝတ်ကြွေးကကြွေးအကုသိုလ်ကြွေးအားလုံးအတွက်အသွေးတော်နဲ့သူ့ရဲ့အသက်တော်ကိုစွန့်ပြီးတော့မှတင့်ကိုရွေးနှုတ်ခြင်းအမှုပြုပြီးသွားပြီအဲ့ဒါတရားရေးဆိုင်ရာရှေ့မှာဖခင်ရှေ့မှာနတ်ဆိုးရှေ့မှာလောကရှေ့မှာကောင်းကင်တမန်ရှေ့မှာတင်တဲ့ကျွန်တော်အတွက်တရားဝင်သူဟာမလုပ်ခဲ့ပြီးပြီလေအပြစ်ကြွေးဆက်ခဲ့ပြီးပြီရွေးနှုတ်ခြင်းအမှုကိုပြုပြီးပြီစာရွက်စာတမ်းပေါ်မှာဗဒင်ရင်ဖွဲ့ခဲ့ပြီးပြီဒါကြောင့်ဤအသွေးဟာတဲ့ဗဒင်ရင်တရားတည့်ရဲ့အသွေးဖြစ်စာချုပ်စာတမ်းအရာတင့်ကို तू ဝယ်လိုက်ပြီဆိုတော့ तू ပြောနေတာအာမင်ဗဒင်ရင်ဆိုတာဘာလဲစာချုပ်လေဗဒင်ရင်လက်မှတ်ထိုးတယ်ဆိုတာစာချုပ်အဲ့ဒါဒီစာချုပ်အရာတင့်ကိုဘာလို့ပြီးပြီလဲဝယ်ပြီးပြီတင့်ကိုဖျားရွေးပြီးပြီတင့်ကိုဖျားရွေးနှုတ်ပြီးပြီတင့်ကိုဖျားပိုင်ပြီးပြီဆိုတာကိုအတိတ်ကလှုပ်ပေးတဲ့ရွေးနှုတ်ခြင်းဒါပေမဲ့ယခုပြစ္ဆုတ်ပံကာလကျေးဇူးတော်ကာလမှာကြာတော့အခုတင်မွေးလာပြီလေတင်မွေးလာတဲ့အခါမှာတင်တဲ့ကျွန်တော်ဒီလောကမှာအမားထဲမှာအပြစ်ထဲမှာလောကထဲမှာမွေးလာတာဖြစ်တဲ့အတွက်ကြောင့်တဲ့အတွက်အတိတ်ကကယ်ပေးတာကတရားဝင်ကယ်တာဒါပေမဲ့တင့်ထဲမှာတင်တာကယ်တင်ခြင်းတော့ခံရပြီမဲ့တင့်ထဲမှာအဟောင်းတွေအများကြီးတင်တဲ့ကျွန်တော်ထဲမှာအဟောင်းတွေအများကြီးရှိနေသေးတယ်အသွေးကဟောင်းနေသေးတယ်ခံစားမှုတွေကဟောင်းနေသေးတယ်အလိုဆန္ဒတွေကအမှားဖြစ်နေသေးတဲ့အခါမှာဖခင်ကတင်တဲ့ကျွန်တော်ကိုနောက်ထပ်ဘာလို့အောင်မလဲဆိုရင်အသက်တော်အဖြစ်ကယ်တင်ခြင်းအမှုကိုနေ့တိုင်းတင့်ထဲမှာလုပ်ပေးအောင်မယ်နေ့တိုင်းလုပ်ပေးအောင်မယ်အဲ့ဒါကအသက်တော်အဖြစ်ကယ်တင်ခြင်းဒါဆိုရင်ရွေးနှုတ်ခြင်းဒီဘယ်နှကြိမ်လုပ်ပေးလဲရွေးနှုတ်ခြင်းဒီတစ်ကြိမ်လုံလောက်လားလုံလောက်လားလုံလောက်တယ်ဒါပေမဲ့ကယ်တင်ခြင်းဒီနေ့တိုင်းတင့်ကိုဖျားကယ်တယ်ဘေးကညီကောင်မကိုပြောတင့်ကိုနေ့တိုင်းဖျားကယ်တယ်အာမင်တင့်အတွက်နေ့တိုင်းဖျားကယ်တင်ခြင်းအလုပ်လုပ်တယ်ပြန်ပြောပါအာမင်ကယ်တင်ခြင်းကနေ့တိုင်းဖြစ်တယ်ရွေးနှုတ်ခြင်းကတစ်ချိန်ပဲကယ်တင်ခြင်းကနေ့တိုင်းဒါကြောင့်ပထမအကျိုးရလကကျွန်တော်တို့ဝိညာဉ်ဒီအသက်သေးမွေးဖွားပြီးပြီကဲနံပါတ်1ကိုကျွန်တော်ကြည့်ရအောင်နံပါတ်1ကိုကြည့်ရအောင်အဲ့ဒါကကျွန်တော်အေဖက်အခန်းကြီး4အငယ်30ကိုဖတ်ရအောင်အေဖက်အခန်းကြီး4အငယ်30အေဖက်အခန်းကြီး4အငယ်30ဖတ်ရအောင်ဝိညာဉ်တော်ကိုစိတ်မနာစေကြနဲ့ဒါဆိုရင်အခုကျွန်တော်အတွင်းထဲမှာဝိညာဉ်တော်ရှိလားရှိလားရှိပြီအဲ့ဒီဝိညာဉ်တော်ကိုစိတ်မနာစေနဲ့ဒါဆိုရင်ဝိညာဉ်တော်ကဘာလို့ပေးနေတာလဲနံပါတ်1အကျိုးကျေးဇူးကဝိညာဉ်တော်ဒီကျွန်ုပ်တို့ကိုထိန်းချောင်းပေးနေတယ်ဘာလို့ပေးနေလဲကလေးတစ်ယောက်ကမွေးဖွားလာပြီးပြီဆိုရင်အဲ့ဒီကလေးတစ်ယောက်ကိုထိန်းချောင်းခြင်းနဲ့ကြွေးမွေးခြင်းပြောဘာလို့ပေးလဲထိန်းချောင်းခြင်းနဲ့ကြွေးမွေးခြင်းသခင်ယေရှုကပြောတယ်ငါဒီကောင်းကင်ကလာသောအသက်မုတ်ဖြစ်တယ်ငါကိုစားပါငါကိုဘာလဲစားပါဒါဆိုရင်ဒီမှာကြည့်နော်အခုကျွန်တော်စားတဲ့ပေါင်မုတ်ပဲဆိုပါဆိုအဲ့ဒီပေါင်မုတ်ဟာဘယ်ကလာလဲဂျုံကနေမလာဘူးလားအဲ့ဒီဂျုံကဘယ်ကလာလဲမျိုးစေ့ကလာတယ်ဟုတ်တယ်မလားဂျုံစေ့အဲ့ဒီဂျုံစေ့ကနေပြီးတော့မှခုနပြောတဲ့မြေပေါ်မှာကျပြီးအပင်ပေါက်တဲ့ခါမှာဂျုံအသီးတွေမသီးလာဘူးလားအဲ့ဒီအသီးအနှံကိုဘာလို့ရလဲစွတ်ခူးပြီးတော့မှနေပူလန်းရတယ်ထုထောင်းရတယ်အမုတ်ကျိတ်ရတယ်ပြီးတော့မှသူ့ကိုဘာလို့ရလဲဆိုရင်စီနဲ့ရောပြီးတော့မှမီးနဲ့กินပြီးဖုတ်မှပဲသူ့ကိုစားလို့ရတယ်သခင်ယေရှုဒီကောင်းကင်ကလာသောအသက်မုတ်ဖြစ်တယ်သခင်ယေရှုဒီပါလဲသ
သခင်ယေရှုသည်ကောင်းကင်ကလာသောအသက်မုံဖြစ်တယ်ဆိုရင်အဲ့ဒီအသက်မုံဖြစ်လာဖို့သူသည်မနေ့ကပထမအဆုံးနေ့မှာကျွန်တော်ပြောတယ်ယောဟန်အခန်းကြီး7ငွေ24မှာမျိုးစေ့သည်အဲ့ဒီမျိုးစေ့ဆိုတာဘာတူလဲယေရှုခရစ်အဲ့ဒီမျိုးစေ့ဆိုတာဘာတူလဲယေရှုခရစ်ဆိုတာပုဂ္ဂိုလ်တစ်ပါးသည်ဖြစ်တယ်ယေရှုခရစ်ဆိုတာဘာလဲပုဂ္ဂိုလ်တစ်ပါးသည်ဖြစ်တယ်အဲ့ဒီယေရှုခရစ်ဟာဖခင်သားလည်းဖြစ်တယ်လူသားလည်းဖြစ်တယ်ဖခင်လည်းဖြစ်တယ်လူလည်းဖြစ်တယ်အဲ့တော့အဲ့ဒီဖခင်လည်းဖြစ်လူလည်းဖြစ်တဲ့ယေရှုခရစ်ဒီမျိုးစေ့အဲ့ဒီမျိုးစေ့ဟာဘာလို့ရလဲဆိုရင်မြေပေါ်မှာကျပြီးပျက်စီးရအဲ့ဆိုသခင်ယေရှုဒီဖခင်သားဖြစ်လျက်နဲ့မျိုးစေ့အဖြစ်မြေပေါ်ကျတယ်ဆိုတာမြေကြီးပေါ်မှာလူလာဖြစ်ရတယ်မြေကြီးပေါ်မှာလူလာဖြစ်ပြီးအပြက်ခံလားအပြက်ခံတယ်အပြက်ခံတယ်ကြည်သူဟာဖျားစစ်စစ်ဖြစ်တုန်းကမာနကသူ့ကိုသွေးဆောင်ဖို့မပြောနဲ့အောင်ဖျားခင်ရဲ့မျက်မှောက်တော်ထဲကိုယောဘကိုသူဟာသွေးဆောင်ဖို့အတွက်ဖျားခင်ရဲ့မျက်မှောက်တော်ထဲကိုလာတဲ့အခါမှာဖျားကကိုရောတဲ့ကျွန်တော်လဲကိုရောရဲ့အစီအဝေးကိုလာပြရစီခွင့်တောင်းရလားအဲ့တော့ဖျားလာလို့ပြောတော့ခွင့်ပြုချက်ရတော့သွားရတယ်လေသွေးဆောင်ဖို့နေနေတာဖះအခွင့်မရှိပဲဖះရှေ့ကိုတောင်လာလို့မရဘူးဒါပေမဲ့အဲ့ဒီဖះဟာမြေကြီးပေါ်မှာမျိုးစေ့အဖြစ်မြေပေါ်မှာကျတော့သူကဘာလုပ်လဲသခင်ယေရှုကိုသွေးဆောင်ကြည့်သွေးဆောင်ပြီးအပေါ်မှာတုန်းကသူဟာသွေးဆောင်ဖို့မပြောနဲ့တွေ့ခြင်းတောင်ခွင့်တောင်းရတာဒါပေမဲ့မြေပေါ်မှာကျတဲ့မျိုးစေ့ဒီကြည့်ပြည့်ရည်ချင်းပြုခံရတယ်အထင်သေးခြင်းခံရတယ်အဲ့ဒီကစတာပဲဟုတ်လားအဲ့တော့အဲ့ဒီမျိုးစေ့ဟာပုတ်ပြည့်ရတယ်ဒါတည်းမကဘူး33နှစ်ခွဲလို့သခင်ယေရှုဟာမွေးကလေးကနေခုနပြောတယ်ဟေရုမင်းရဲ့တပ်ဖြတ်ဖို့အတွက်ကြံစီခြင်းခံရလားခံရတယ်မွေးကလေးကနေတည်တဲ့နေ့အထိကားတိုင်းထိသူကဒုက္ခဆင်းရဲခြင်းအမျိုးမျိုးကိုသူကြုံရတယ်အတိတ်ဘက်ကဒီမျိုးစေ့ဒီအပင်ပေါက်လာပြီးတော့မှအဲ့ဒီမျိုးစေ့ကိုဘာလို့ရလဲနေလန်းရလားလန်းရလားလန်းရတယ်လေဆန်စပါးတွေနေလန်းရလားစပါးတွေနေလန်းရလားအပူပေးရလားပေးရတယ်အပူရှိတ်ပေးရတယ်ဒါတည်းမကဘူးစားစရာမုံဖြစ်လာဖို့သူ့ကိုဘာလို့ရလဲအမုံကြိတ်ရတယ်သခင်ယေရှုအကြိတ်ခံရလားအကြိတ်ခံရတယ်သခင်ယေရှုဒါကြောင့်မို့ဂေဒရှေမန်ဥယျာဉ်ထဲမှာသူဆုတောင်းတယ်ဂေဒရှေမန်ဆိုတဲ့အဓိပ္ပာယ်ကကြိတ်ဆုံရှိသောအရက်ဂက်စမနီဆိုတာသူကကြိတ်ဆုံရှိသောအရက်လို့ခေါ်တယ်စပစ်တီနေရာတစားတွေကိုထားတဲ့နေရာ winery ပေါ့ပြောမယ်ဆိုရင်စပစ်တီတွေကိုကြိတ်တဲ့အခါမှာ wine ဆိုတဲ့စပစ်ရည်ထွက်လာတယ်လို့ပဲသခင်ယေရှုဟာထုထောင်ခြင်းခံရလားသူ့လူမျိုးတွေကသူ့ကိုညှင်းပယ်တယ်သူ့တပည့်တော်တွေကသူ့ကိုညှင်းပယ်တယ်သူ့နောက်လိုက်တဲ့သူတွေကသူ့ကိုရောင်းစားတယ်သူနဲ့အချစ်ဆုံးလို့ပြောတဲ့ပေတရုလည်းညှင်းပယ်တယ်လူတွေကသူ့ကိုအထင်လွဲတယ်လူတွေကသူ့ကိုပြည့်ရည်ပြုတယ်စတွေးထွေးတယ်ကြာပွတ်နဲ့ရိုက်တယ်အဲ့ဒါတွေအလုံးကဘာလဲဆိုရင်အဲ့ဒါအပူရှိန်ကိုခံရတာဒီမျိုးစေ့ကဒါတည်းမကဘူးအဲ့ဒီအမုံကြိတ်ပြီးရင်အဲ့ဒါကအမုံကြိတ်ခံရတာအမုံကြိတ်ခံရအဲ့တော့သခင်ယေရှုကသူ့လူမျိုးတွေညှင်းပယ်တာခံရလားသူ့နောက်လိုက်တွေညှင်းပယ်တာခံရလားသူ့တပည့်တော်တွေညှင်းပယ်တာခံရလားရောင်းစားခံရလားအမျိုးမျိုးဒုက္ခဆင်းရဲခြင်းရောမအင်ပါယာရဲ့နှိပ်စက်ခြင်းနဲ့ခံရတယ်အဲ့ဒီအရာအလုံးကသူဒီဘာလို့ချင်းခံရလဲဆိုရင်မျိုးစေ့ဒီစားစရာမုံဖြစ်လာဖို့အတွက်အကျိတ်ခံရတာဖြစ်တယ်အကျိတ်ခံရတာသူကောင်းကင်ကလာတဲ့အသက်မုံဖြစ်ဖို့လူတွေစားလို့ရတဲ့အသက်မုံဖြစ်ဖို့သူဘာလို့ချင်းခံရလဲအကျိတ်ခံရတယ်ဒါတည်းမကဘူးစီတဲ့ရောရဒါဆိုရင်ယေရှုခရစ်ရဲ့အသက်တာဒီဝိညာဉ်တော်နဲ့ပြည့်တဲ့အသက်တာဟုတ်လားဟုတ်တယ်လူသားဖြစ်ပေမဲ့ဝိညာဉ်တော်နဲ့အဖြစ်ခံသောအသက်တာဖြစ်တယ်အတိတ်ဘက်ကသခင်ယေရှုဒီအမုံဖြစ်အောင်တယ်မကဘူးဘာနဲ့ရောသွားလဲစီဆိုတဲ့ဝိညာဉ်တော်နဲ့
ရောပြီးတော့မှနောက်ဆုံးကားတဲ့ပေါ်မှာမွန်းတဲ့အချိန်ဆိုတခင်ယေရှုတည်တဲ့ခါမှာဘယ်ချိန်လဲမွန်းတဲ့ချိန်ဆိုတာဘယ်ချိန်လဲဒီကောင်းပေါ်နေတက်တက်ကြတဲ့ချိန်ဟုတ်လားအဲ့ဒီမွန်းတဲ့ချိန်ထီးမှာပါပဲသွားကြည့်ချက်ချင်းကောင်းကြိုက်သွားဟုတ်လားအပူရှက်သွားနွေရာသီမှာလေဒီကောင်းပေါ်နေတက်တက်ကြတဲ့ချိန်ကအပူရှိအမြင့်ဆုံးပဲဟုတ်လားဒါဆိုရင်တခင်ယေရှုတည်တဲ့ချိန်ကဘယ်ချိန်လဲအပူရှိအမြင့်ဆုံးဆိုတာအတိတ်ကသူဒီစားစရာဖြစ်ဖို့သူ့ကိုမလုပ်ရလဲမီးနဲ့ဖုတ်ရတဲ့ချိန်ဖုတ်ရတဲ့ချိန်ပဲအဲ့ဒီလိုပဲတဲ့ဟိုးအေဂုတုမှာဣသရေလမျိုးတွေဟာတကတုတ်တကတိုင်မှာတုတ်လေးပြီးသွားရင်မပြီးသေးဘူးအထဲမှာတိုးကိုဘာလို့ရလဲတိုးသားကိုဘာဘီကျူးလုပ်စားရကင်စားရဘာဘီကျူးလုပ်စားပြုတ်မစားရဘူးတဲ့အစိမ်းလည်းမစားရဘူးပြုတ်လည်းမစားရဘူးအစိမ်းလည်းမစားရဘူးမီးနဲ့ဓာတ်ရိုက်ထိဟုတ်လားပြုတ်တယ်ဆိုတာမီးနဲ့ဓာတ်ရိုက်ထိလားမထိဘူးဖြည်းဖြည်းချစ်စီသူကပူလာတယ်ဒါပေမဲ့ကင်တယ်ဆိုတာကြတော့ဘာလဲအစိမ်းကြီးကတခါတည်းမီးပေါ်မှာကင်လိုက်တဲ့အခါမှာမီးနဲ့ဓာတ်ရိုက်ထိလားသခင်ယေရှုဒီလူသားတစ်ယောက်အနေနဲ့မြေကြီးပေါ်မှာနေတဲ့အခါမှာလောကဓာတ်နဲ့လောကရဲ့ညှင်းဆဲခြင်းနှိပ်စက်ခြင်းလူတွေအထင်တွေခြင်းကိုတက်တက်ကြီးကိုခံရအာမင်တက်တက်ကြီးကိုဒုက္ခဆင်းရဲခြင်းခံရလားခံရတယ်ဒုက္ခဆင်းရဲခြင်းခံတဲ့အခါမှာ तू ဟာဖယားသားဖြစ်ပေမဲ့ तू ဟာဖယားအနေနဲ့ခံလားလူအနေနဲ့ခံလူအနေနဲ့ပဲတရားရာနှုံးပြည့် तू ဟာဒုက္ခခံသွားတယ်စဉ်းစားကြည့်နော်တခင်ယေရှုဟာဖယားတကိုးလေးနဲ့တောင့်ခံနေတာလားမဟုတ်ဘူးဖယားတကိုးနဲ့တောင့်ခံတာမဟုတ်ဘူး तू ဒီတကယ်လူသားပဲဖြစ်တော့ကြောင့်တင်တဲ့ကျွန်တော်ကိုလုံရနားလားအဲ့ဒီလိုပဲတခင်ယေရှုလည်းနားလားအပြည့်ဝနားအပြည့်ဝနားဂျပန်နဲ့ရိုက်နားလားနားအပြည့်ဝနားလားနားတယ်အခုကကျွန်တော်ကဂျပန်တောင်မရိုက်မျက်စောင်းလေးတစ်ချက်ထွေးနေမှာအဲ့ဒီအကြည့်ကိုမကြိုက်တာဆိုတာဒီချက်မှခံစားရလားအကြည့်တော့မခံနိုင်ဘူးဆိုမျိုးလေဟုတ်တယ်မလားဂျပန်နဲ့ရိုက်ခံဖို့တော့မပြောနဲ့အဲ့လိုကြည့်တာတော့မကြိုက်ဘူးနင့်အကြည့်ကိုပြင်လိုက်စမ်းဆိုတာမျိုးအဲ့ဒီမျက်နှာဘေးကိုမကြိုက်တာဆိုတာမျိုးလေနော်လူကလေဘာမှကိုထီးလဲတော့မဟုတ်ဘူးအကြည့်တော့မကြိုက်တာတကယ်ဒုက္ခခံရတဲ့ခါမှာတခင်ယေရှုနားလားတလောကလုံးသူ့ကိုပြစ်ပယ်သွားတယ်တလောကလုံးပြစ်ပယ်သွားတယ်ကိုရောမတေရဘူးလို့ပြောတဲ့ပေတရုနင်ယူဒလူနောက်မသိဘူးအဲ့လိုမသိဘူးဟာလူတယောက်အနေနဲ့ခံတာလွဲလားအပြည့်အဝခံသွားတယ်သခင်ယေရှုအဲ့ဒါတွေအားလုံးကမျိုးစေ့ကနေပြီးတော့မှအပင်ပေါက်ပြီးအမုံကျိတ်ပြီးတော့မှနောက်ဆုံးစီနဲ့ရောပြီးမီးနဲ့ဖုတ်ပြီးတေခြင်းကပြန်ရှင်ပြီးတင့်ထဲကိုကြွဝလာတဲ့အခါမှာခရစ်တော်ဒီတင်တဲ့ကျွန်ုပ်ရဲ့စားစရာအသက်မုတ်ဖြစ်သွားတယ်အာမင်အဲ့ဒီမျိုးစေ့ကနေမုံဖြစ်ဖို့အတွက်ကအစစ်စစ်မလုပ်ရလဲဖြတ်တန်းရတယ်မျိုးစေ့ကနေမုံဖြစ်သွားဖို့ဒီဂျုံစေ့ကနေပေါင်မုံဖြစ်သွားဖို့အတွက်ဖြစ်စဉ်ရှိလားရှိတယ်ဒါကြောင့်ဒါဆိုရင်ကောင်းကင်ကနေဆင်းလာတဲ့သခင်ယေရှုကိုသင် directly စားလို့ရလားမရဘူးသင်ထဲကိုလည်း तू ကြွဝင်လို့မရဘူးဒါကြောင့် तू ပြောတာငါဟာအသွေးသားပဲရှိသေးတဲ့အတွက်ကြောင့်နင်တို့အတွက်ငါအသက်ပေးလို့မရသေးဘူးငါအထဲမှာတော့အသက်တော့ရှိပေမဲ့အဲ့ဒီအသက်ကိုထုတ်လုပ်ပေးလို့မရတော့ဒါပေမဲ့ငါတရက်ကြိုက်တေခြင်းကပြန်ရှင်တဲ့ခါမှာငါဝိညာဉ်ဖြစ်မယ်အဲ့ဒီအခါကြိုက်တော့ဝိညာဉ်သားလင်တင်တို့ကိုအသက်ရှင်စေမယ်လို့ဖခင်ကပြောတယ်အာမင်ဒါဆိုအခုကျွန်တော်ကိုဖခင်ကဘာဖြစ်စေပြီလဲအသက်ရှင်စေပြီအသက်ရှင်စေုံတင်မကဘူး
သူဒီကျွန်တော်တို့အသွေးထဲမှာမွေးဖွားလာတဲ့အသက်သစ်မွေးဖွားလာတဲ့သင်နဲ့ကျွန်တော်ကိုဖခင်ကနောက်ထပ်ဘလို့နီးနဲ့ကဲလဲကျွေးမွေးခြင်းအားဖြင့်ကဲလဲဘလို့နီးနဲ့ကဲလဲကျွေးမွေးခြင်းထိန်းချောင်းခြင်းအားဖြင့်ကဲတယ်ကဲနိကော38ကိုဖတ်နိကော38ကိုဖတ်ရအဲ့တော့ဝိညာဉ်တော်ကကျွန်တော်ကိုဘာလို့ပေးနေလဲဆိုအသွင်ထဲမှာထိန်ချောင်းပေးနေတယ်ကျွေးမွေးပေးနေတယ်ဝိညာဉ်တော်ဒီမွေးဖွားလာတဲ့ကလေးသူငယ်တယောက်ကိုမွေးပြီးရင်ဒီတိုင်းပြစ်ထားလို့မရဘူးမိခင်ကဘာလို့ပေးရလဲတိုက်ကျွေးရတယ်နှုတ်ချိုတိုက်ကျွေးရတယ်သူ့ကိုအစာကျွေးရတယ်သူ့ကိုပြုစုရတယ်ကျွေးမွေးရတယ်ဘာအတွက်လဲကြီးထွားဖို့အတွက်အာမင်ဒါဆိုရင်ကျွန်တော်အားလုံးကခုနပြောတဲ့ဒုတိယမွေးဖွားခြင်းခံရပြီလားခံရပြီလားတင်ဒီဒုတိယမွေးဖွားခြင်းခံရပြီလားဝိညာဉ်အသက်သက်မွေးပြီလားပြီးသွားပြီလားမပြီးသေးဘူးတင်ကြီးထွားဖို့လိုသေးတယ်အာမင်တင်ဘာဖြစ်ဖို့လိုသေးလဲဘေးကအင်္ဂါဝင်ကိုပြောရတင်ကြီးထွားဖို့လိုသေးတယ်ဖခင်ကတင့်ကိုကြီးထွားစေခြင်းတယ်ဖခင်ကကျွန်တော်ကိုဘာဖြစ်စေခြင်းလဲကြီးထွားစေခြင်းတယ်ကြီးထွားစေခြင်းတယ်မွေးသူ့ကိုမွေးထားတာ10နှစ်ရှိပြီအခုလည်းဒီလောက်ပဲဘယ်မိဘလိုချင်လဲဘယ်မိဘမှမလိုချင်ဘူးလေတင်ဘယ်လိုရမလဲကြီးထွားရမလားကြီးထွားရမှာကိုသားသမီးကိုကြီးထွားစေခြင်းတယ်ကိုသားသမီးကိုသူကကြီးထွားခြင်းရှိလာဖို့ကအရေးကြီးဆုံးကဘာလဲကျွေးမွေးခြင်းဘာရေးကြီးလဲကျွေးမွေးခြင်းအစာကျွေးခြင်းကျွေးတာမစားပြရင်လည်းရလားမရဘူးဒါဆိုရင်ဖခင်ကကျွန်တော်ကိုကျွေးလားဖခင်ဘက်ကဂတိပြက်လားမပြက်ဘူးဝိညာဉ်တော်ဒီတင့်ထဲမှာကျွေးမွေးနေတယ်သူ့အသက်ကိုကျွေးမွေးတယ်သူ့ကိုယ်တိုင်ကိုသူ့ကိုတင့်ထဲကိုအသက်မုံအဖြစ်ခရစ်တော်ဒီကျွေးမွေးလားကျွေးမွေးနေတာကိုသင်နဲ့ကျွန်တော်ကလည်းစားဖို့လိုသေးတယ်အာမင်ကျွန်တော်သားအခု9နှစ်ရှိပြီတခါသူပြောတဲ့စကားကိုကျွန်တော်လေနားထောင်ပြီးမျက်လုံးပြူးတယ်ဖေကလည်းတစ်ချိန်လုံးထမင်းကျွေးနေရပဲထမင်းစားရတာဤလာပြီတဲ့ဟဲ့ထမင်းမစားပါစားမယ်ထမင်းစားရတာဤတယ်တဲ့အမလေးနလတင်တန်းကိုမြန်လာကြည့်စီချင်ဒီကလူတွေစားတာများဟုတ်တယ်မလားအများကြီးစားတာဆိုလို့ကျင်တာမဟုတ်ပါပုံမှန်လေးစားတာသမင်းစားတာဤလာပြီဆိုတော့ तू မစားရင်ကျွန်တော်တို့ကကျွေးလားကျွေးတယ်နေ့တိုင်းကျွေးတယ် तू ပြန်လာအကြောင်းကပြန်လာသမင်းကြိုက်ကိုကြည့်ရတယ်ဘာမှလည်းမစားလားတလုတ်ပဲ तू တလုတ်ကလည်းအပြည့်ပဲတလုတ်ပဲကြံတယ်ဖေကြည့်လိုက်တော့အပြည့်ပဲသမင်းကြိုက်ကဟဲ့ तू တလုတ်ကလည်းအပြည့်ပါလားသူစရိုဂျနာကမိဘကတော့ကျွေးလားဖယားဘက်ကကျွေးလားတင်စားဖို့လိုတယ်တင်စားဖို့လိုတယ်တင်မစားဘူးဆိုရင်တင်မကြည့်ဘူးတင်မစားဘူးဆိုရင်တင်ကြည်ထွားမလာဘူးဒါဆိုရင်ဝိညာဉ်ရေးကကြည်ထွားခြင်းကဘယ်အပေါ်မှာမူတည်လဲစားသုံးတဲ့အပေါ်မှာမူတည်တယ်အာမင်အခုဖယားကျွန်တော်ကိုကျွေးလားကျွေးတယ်နှုတ်ကပတ်တော်ကျွေးလားနှုတ်ကပတ်တော်ဆိုတာဖယားစကားအဲ့ဒီဖယားစကားကတဲ့လူဒီမုံအားဖြစ်တာအသက်မွေးရသည်မဟုတ်ဖယားခင်မိန်တော်မူသည်များအဖြစ်အသက်မွေးရတယ်ဒါဆိုနှုတ်ကပတ်တော်ဆိုတာကျွန်တော်တို့ရဲ့စားစရာဖြစ်တယ်ဖယားစကားဒီကျွန်တော်တို့ဤဟယ်လိုဖယားစကားဒီဘေးကအင်္ဂါဝင်ကိုပြောဖယားစကားဒီတည့်ရဲ့စားစရာအစစ်ဖြစ်တယ်အာမင်ဖယားကျွန်တော်ကိုကျွေးလားဖယားစကားပြောလားအခုအပြင်ကနေတော့ပြောလား
တဲ့ဝိညာဉ်ချက်ကမှရှိတဲ့ဖခင်လည်းပြောလားပြောတယ်အထဲမှာလည်းပြောတယ်အပြင်ဘက်ကလည်းပြောတယ်သူအမှုတော်ဆောင်တယ်အဖြစ်သူ prophet တွေအဖြစ်ဖခင်ပြောလားပြောတယ်ဒါပေမဲ့တင်စားဖို့လိုတာစားတာကျတော့ဘု து အပိုင်းဖြစ်သွားပြီလေကရကရှင်တင်နဲ့ကျွန်တော်ရဲ့အပိုင်းဖြစ်သွားပြီဖခင်ဘက်ကတော့တာဝန်ကြီးလားပြောလားကျွေးလားကျွေးလားကျွေးတယ်အရှံပဲကျွေးတယ်ဒီမှာကြည့်ကျွေးတာမှဘယ်လိုကျွေးလဲအရှံပဲအခုနောက်ဆုံးတော့ကာလမှာဖခင်ကလေသူ့ရဲ့နှုတ်ကပတ်တော်ကိုအရင်တုန်းကနဲ့မတူတဲ့နှက်ဆိုင်တဲ့အရာတွေကိုဖခင်ကျွေးလားကျွေးတယ်ဒီကျမ်းစာပဲလေအရင်တော့ကျွန်တော်နားမလည်ခဲ့ဘူးဒီကျမ်းညွှန်မဲ့ဒီကျမ်းပိုက်ပဲဘာကိုပြောမှမသိဘူးဒါပေမဲ့အခုဖခင်ကကျွန်တော်ကိုအခုအချိန်မှာအသက်အဖြစ်အလင်းအဖြစ်ဖခင်ကဖွင့်ပြနေပြီလားတင်စားဖို့လိုတာပေါ့တင်စားဖို့လိုတာပေါ့တင်ဘလောက်စားတယ်လဲဆိုတဲ့အပေါ်မှာတင်ကြည့်သွားတာမစားဘူးဆိုရင်တင်မကြည့်ဘူးဒါဆိုရင်ကြည်ထွားခြင်းဒီပမာမူတည်လဲစားသုံးခြင်းဒါဆိုရင်တင့်ချဲကိုဖျားရောက်လာတဲ့နီလန်းကစားသုံးခြင်းနဲ့ရောက်လာတာဒါဆိုရင်အာဒံကိုဖျားကဘာပြောလဲအသက်ပင်ကိုဒါဆိုအာဒံချဲကိုဖျားဝင်လာမဲ့လမ်းကြောင်းကဘယ်လမ်းကြောင်းလဲအသက်ပင်ကိုစားခြင်းအဲ့ဒီလိုပဲလူချဲကိုနတ်ဆိုးဝင်လာတဲ့လမ်းကြောင်းကဘယ်လမ်းကြောင်းလဲဘယ်လမ်းကြောင်းပဲလဲပြောကြည့်ဘယ်လမ်းကြောင်းလဲစားသုံးခြင်းဘာကိုစားလဲကောင်းမကောင်းကိုစားလို့စာတန်ဝင်သွားတာအသက်ပင်ကိုစားရင်ဖျားဝင်လာဒါဆိုရင်လူအထဲမှာဝင်လာတဲ့မြတ်အရာအလုံးမှာစားလို့ဝင်လာတာပဲရှိအဲ့ဒီစားတဲ့ဝင်လာတဲ့အရာအတိုင်းကိုယ့်အထဲမှာဖြစ်လားဖြစ်တယ်စားတယ်ဆိုတာနီလန်းအမျိုးမျိုးရှိပါဇက်နဲ့စားတာကခန္ဓာအစာလေစိတ်နဲ့စားရလည်းရှိလားရှိတယ်အတိတ်ဘက်ကစိတ်ပိုင်းဆိုင်ရာမှာစားတယ်ဆိုတာဒီအကြောင်းအရာတစ်ခုကိုတင်တွေးတယ်စဉ်းစားတယ်ဆိုအဲ့ဒါဘာလို့နေရလဲစားနေတာဟုတ်လားစိတ်ဆိုးစရာတစ်ခုကိုစဉ်းစားလေဒေါသထွက်လေစဉ်းစားလေအောင်မထွက်တော့ဘူး तू အဲ့ထဲကနေဟုတ်လားတင်ဒါကိုစဉ်းစားလေတဲ့အထဲမှာအဲ့ဒီအရာနဲ့ပြည့်လေအဲ့ဒီအတိုင်းပဲတင်လိုက်ပြီးလုံမိတော့မယ်မကြခင်ဒီတိုင်းပဲလုံမိမယ်မကြခင်ဒီတိုင်းပဲပြောမိမယ်မကြခင်ဒီတိုင်းပဲတင်ထက်ကထွက်လာတယ်တင်စဉ်းစားစိတ်ဆိုးစရာကိုတင်စဉ်းစားနေတော့တင်နှုတ်ထက်ကနေစိတ်ဆိုးတဲ့စကားလုံးထွက်လာတော့အဲ့ဒါပါလေစားနေတာပဲlet'sဆိုရအောင်စဉ်းစားနေခြင်းသည်စားနေခြင်းဖြစ်တယ်စဉ်းစားနေခြင်းသည်စားနေခြင်းဖြစ်တယ်ယေရှုကိုစဉ်းစားရင်ယေရှုကိုစားနေခြင်းဖြစ်တယ်နှုတ်ကပတ်တော်ကိုစဉ်းစားရင်နှုတ်ကပတ်တော်ကိုစားနေခြင်းဖြစ်တယ်ပြဿနာကိုစဉ်းစားရင်ပြဿနာကိုစားနေခြင်းဖြစ်တယ်ပြဿနာကိုစားရင်လူကပြဿနာကောင်ဖြစ်လာတယ်ဟုတ်လားရိုးလေးပဲတင်စားတဲ့အတိုင်းတင်ဖြစ်လားဖြစ်တယ်တင်စားတဲ့အတိုင်းတင်ဖြစ်လားဖြစ်တယ်အဲ့လိုပြောတော့ကျွန်တော်သားကဘာပြောလဲဆိုဖေးတဲ့ငါးစားရင်ရေကူးတက်လာငါးစားရေကူးတက်သွားတယ်ဆိုတော့အဲ့လိုတော့မဟုတ်ဘူးလေနော်တင်စဉ်းစားတဲ့အတိုင်းတင့်ထဲမှာပြည့်လာတယ်ဟုတ်လားတင်စဉ်းစားတဲ့အတိုင်းတင့်ထဲမှာပြည့်လာပြီဆိုရင်တေးချတဲ့လူဒီတဲ့စိတ်ထဲမှာရှိတဲ့အတိုင်းနှုတ်မွက်တတ်တယ်ဒါဆိုတင့်ထဲမှာပြည့်တဲ့အရာအတိုင်းပဲတင်ထွက်လာတယ်ဘာကြောင့်တင့်နှုတ်ထဲနဲ့ထွက်လာအဲ့ဒါရှိလို့ထွက်လာတယ်ဒါဆိုရင်ကျွန်တော်စဉ်းစားတာဒီစားနေတာဟုတ်လားစဉ်းစားတာဒီစားတာဟုတ်လားဟုတ်တယ်လူကသာငါဒီနေ့အားတယ်လို့ဒါပြောတာလေတင်အားလားတင်စဉ်းစားနေပြီဟုတ်လားငါဒီနေ့ရုပ်ပိတ်တယ်အားတယ်ငါအခုအားနေတယ်ထိုင်နေတယ်ဒါပေမဲ့တင်မအားပါဘူးတင်အထက်မှာတင်အလုပ်လုပ်စဉ်းစားနေတယ်ဟုတ်လား
စဉ်းစားတယ်အဲ့တော့စားတယ်ဆိုတာသင်စဉ်းစားခြင်းဖြစ်တယ်စားတယ်ဆိုတာဘာလဲစဉ်းစားနေခြင်းဖြစ်တယ်ဒါကြောင့်ဖယားကိုငါကဖယားခင်ဖြစ်သည်ဟုတိမှတ်ပါဝန်ခံပါလို့ပြောတာဆာလံ46မှာတင်တယ်တစ်ချက်ကြည့်မယ်နော်ဆာလံ46အငယ်30ကိုတစ်ချက်ကြည့်အောင်ဖတ်ရအောင်နော်ငြိမ်ဝတ်လျက်နေကြလော့ရပြီဖျားခင်ကတဲ့ငါဖျားဖြစ်ဒီကိုတိမှတ်ကြလော့ဘာလို့ခိုင်းလဲတိပြီးရင်မှတ်ခိုင်းတယ်တိပြီးရင်မှတ်ခိုင်းတယ်တိမှတ်ဆိုတဲ့စကားကအတိဆိုတာဘယ်ထက်မှလဲအတိညာထဲမှာလေအတိဆိုတာဘယ်ပိုင်းလဲအတိညာဆိုတာဘာလို့တာလဲစဉ်းစားတဲ့အပိုင်းတွေးတဲ့အပိုင်းဟုတ်တယ်မလားစဉ်းစားတာတွေးတာထင်မြင်တာယူဆတာတတ်မှတ်တာအဲ့ဒါကဘယ်အပိုင်းပါလဲအလုပ်လုပ်တာကအတိညာမှာအလုပ်လုပ်တဲ့အရာကတွေးတာစဉ်းစားတာထင်မြင်တာယူဆတာတတ်မှတ်တာအဲ့ဒါအလုံးကအတိညာရဲ့အလုပ်ဒါဆိုရင်ဖခင်ကအခုတင့်ကိုဘယ်အတိညာမှာဘာလုပ်ခိုင်းလဲဆိုရင်ငါကိုတိမှတ်ကြလော့ဘာလုပ်ခိုင်းလဲတိမှတ်ကြလို့ဆိုတဲ့အဓိပ္ပာယ်ကသူ့ရဲ့အုံနောက်ထဲမှာသူ့ရဲ့အတိညာထဲမှာဘု து ကိုတိမှတ်ခိုင်းတယ်ဖခင်ကိုစဉ်းစားခိုင်းတယ်ဖခင်ကိုတွေးခိုင်းတယ်ဖခင်ကိုမျက်မှောက်ပြုခိုင်းတယ်ဖခင်ကိုတတိယခိုင်းတယ်ဒါဆိုရင်တင့်ကိုဖခင်ကဘာလို့ခိုင်းတာလဲသူ့ကိုတိမှတ်ဆိုတာသူ့ကိုစားပါအဲ့လိုစားရင်နဲ့လက်ဆိုရအောင်လူမျိုးတို့တွင်ငါသည်ဘုံပွင့်ပြီဟာဘုံသူ့ရဲ့ဘုံကဘယ်သူအထက်မှာပွင့်ထွက်လာတယ်လဲဆိုရင်သူ့ကိုအဲ့လိုစားတဲ့လူထဲမှာဖခင်ရဲ့ဘုံပွင့်လာတယ်သူ့ကိုတိမှတ်တယ်သူ့ကိုစားတယ်ဆိုတဲ့လူထဲမှာဖခင်ရဲ့ဘုံကဘာဖြစ်လာလဲပွင့်လာတာဖခင်ဘုံပွင့်လာတာအာမင်ဒါဆိုရင်ကျွန်တော်အသက်တာထဲမှာဘာဖြစ်ဖို့လိုတယ်ဆိုဖခင်ကိုအထဲမှာနေရာရဖို့ဖခင်ဒီကိုအထဲမှာရှင်ထွက်လာဖို့ဖခင်ဒီကိုအထဲမှာဘုံပွင့်လာဖို့ကလူကဘာလို့ရတယ်ဆိုသူ့ကိုတိမှတ်တယ်ဆိုတာလူကသူ့ကိုစားရသူ့ကိုစားတဲ့အခါမှာသူ့ကိုစဉ်းစားတဲ့အခါကျမှလူအထဲမှာဖခင်ကဘုံပွင့်သွားလူအထဲမှာဖခင်ကအလုတ်လုတ်သွားလူအထဲမှာဖခင်ကပြည့်သွားတယ်အာမင်တင်စဉ်းစားရတဲ့တင်ဖြစ်လားတင်စဉ်းစားရတဲ့တိတ်ကယူဆိုင်ဖို့လိုတယ်တခါခါမှကျွန်တော်ရဲ့အသွေးထဲမှာနတ်ဆိုးကလာပြီးစကားပြောသွားတယ်အဲ့တော့အေဝါရဲ့အသွေးထဲမှာနတ်ဆိုးကထည့်လိုက်တယ်နေအဲ့ဒီအသက်ပင်ကိုစားလို့ဖခင်နဲ့မတူဘူးနော်ကောင်းမကောင်းကိုစားကြည့်ပါလားနေဖခင်နဲ့တူတယ်နေမျက်စိပွင့်မယ်နေလှပမယ်ဟာသူ့အသွေးထဲမှာအဲ့ဒီနတ်ဆိုးစကားစပြီးနတ်ဆိုးထည့်လိုက်တော့အဲ့ဒီစကားကိုသူဒီစဉ်းစားလေအဲ့ဒီစကားကသူ့အထက်ကိုနည်းနည်းဝင်ထပ်စဉ်းစားလာလေအဲ့ဒီစကားကသူ့အထက်ကိုနည်းနည်းလေးပို့ပြီးဝင်လာလေထပ်ပြီးစဉ်းစားလေနောက်ဆုံးတော့မရတော့ဘူးဒီတိုင်းကိုသွားယူဆပလိုက်တော့တာကြည့်ဒါဆိုရင်နတ်ဆိုးစကားကိုစဉ်းစားလေနတ်ဆိုးကကိုယ့်ထဲမှာနေရာရစဉ်းစားလေနေရာရလေဒါဆိုရင်အေဝါကြဆင်းတဲ့နီလန်ကတကယ်တော့အတီးစားလိုက်ခါမှကြဆင်းသွားတာထက်အတီးမစားခင်ကတည်းကနတ်ဆိုးစကားကို तू
The boat to like a day to just sapi just send me. Two dago you saw like this so good and two tema you saw but tema some set be there. The tema some set be wabili. Hola, that's why you thought people you saw like that now ma. Naso sagago the boat to be some set like that at 20 tema. Hola, that's why Cesara Yechira. Aya Yechira. The tema tuida aya Yechira. Amen. Yabi, let's go now. Sinza ni chindi, sa ni chindi. Payasagago, Sinza ni chindi, sa ni chindi. Payasagago, the botu ni chindi, Timan ni chindi, Soila ni chindi, Kupu ni chindi, sa ni chindi. Amen. Sari at thy loot take up chilla. Sari thy chilla. Sari at thy podran pola. Tajan Paya Bagan, a kuchanogo Juila. Juila. When you know the thing of Juila, they go Pusula. They go Pusu needed, they go Juinid. Tinga Palubu, Lule, so ye. Tinga Sato Gene Pupambo Lule. Payabaka Kenny Dago Tinga Pupambo Lule. Ta apche betingo atte apche ke lo khol ta jamo atte ye ketin jin ja do phaya baka taphat ta laut da ma hout do te ye pu paung chin lo twa bi ywe naut da ga do tin ma lo ab bu tu ye song phit chet takhu de ne ywe naut chin ko pi aung laut twa de badu ma tu ye ka dai ko ku than sia ma lo badu ma tu lo dukha khan sia ma lo Dabeme at that api get chincharo, two tema, tin chema, payaga, two go that thing with Juini beme, then sama titwalama. Juiro juila, Juiro juila, Juide, then Masai let them take on Mayaula. Kuna General Bureau, General Tao, two meado, Juide. Tame, do a massage. Miba Bagaro Juide. Tatami Baga, Sato Genet, Mapu Pauye, Chitwajin Pimala. That's when Payatingo Gela, Panine Gele, Nogobato go Juimujine Gele. Amen. Nogobato go Juimujine Gela. Gele, Dagar, Gatin Jin Nila, number Nitsen. Namatika, Kunabi, Dudia, Muiwaji, and Pitingo Gele, number Niga, Muiwabi, Mapidi, Tingo Balopimle, Juime. 听教们，表记吧嘞，追me 听教们，他所以对阿萨西的尼亚嘛拉布鲁了不？阿门。阿萨沙布鲁啦，鲁啦，对阿萨沙布鲁啦，你个马马鲁对阿萨个对地布鲁嘞，沙来吉拉木沙来阿萨个慢慢鲁嘞，慢布鲁啦，慢布鲁嘞。အဲ့တော့မတဲ့တဲ့အစာပဲစားအာဟာရမဖြစ်တဲ့အစာပဲစားခန္ဓာကိုယ်ကြီးမလာဘူးယောဂပဲတိုးလာယောဂပဲတိုးလာစားတဲ့နာမစားဘူးကိုစားချင်တာပဲကိုစားရဆိုရင်လည်းမကြည့်ထွားဘူးယောဂပဲတိုးလာဒါဆိုရင်အစာမှန်ဖို့လို့လားဘေးကညီကိုမောင်နှမကိုပြောလိုက်အစာမှန်ဖို့လို့တယ်အဲ့ဒီအစာသည်အသက်မုတ်ဖြစ်တော်ခရစ်တော်ဖြစ်တယ်စစ်မှန်တော်ဘုရားစကားဖြစ်တယ်အသက်နှုတ်ကပတ်တော်ဖြစ်တယ်အသက်ရဲ့အစာဖြစ်တယ်အေးပဲအဲ့ဒီအစာကိုသင်စားမှကြည်ထွားလာစားတော့စားပေမဲ့အစာမဟုတ်ရင်ကြည်ထွားလာမလားမကြည်ထွားဘူးအခုကားတွေထုတ်တယ်ကားတွေထုတ်တဲ့ခါမှာတချို့ကားကဓာတ်ဆီထည့်ရတယ်တချို့ကားကဒီဇယ်ထည့်ရတယ်အော်ဓာတ်ဆီကားဆိုရင်ဓာတ်ဆီပဲထည့်လို့ရတယ်ဒီဇယ်ကားဆိုရင်ဒီဇယ်ပဲထည့်လို့ရတာပေါ့လှုပ်ထားတဲ့သူကဓာတ်ဆီထဲမှမောင်းလို့ရမယ်လို့လှုပ်ထားရင်ဓာတ်ဆီပဲရတယ်အခုလူကိုဖျားကဘာစားမှကြီးထွားလာမလဲ
အသက်မုံဖြစ်တဲ့ခရစ်တော်စားမှကြီးထွားလာမယ်ဆိုရင်အသက်မုံမစားပဲကြံတာစားမကြီးထွားဘူးဟုတ်လားကြိုက်တာစားမကြီးထွားဘူးအချိန်သာကုန်သွားမယ်ဓာတ်စီထည့်ရမယ်ကားပါဆိုမှငါအိမ်မှာစီတော့ရှိတယ်ဒါပေမဲ့ပေးစီဖြစ်နေတယ်ထည့်လို့ရမှာတချို့ကစီတော့စီပဲပယုတ်စီဖြစ်နေတယ်ထည့်လို့ရတာဘယ်ရမလဲစီတော့စီပဲစီတိုင်းထည့်လို့မရဘူးဓာတ်စီဆိုဓာတ်စီပဲထည့်လို့ရတယ်တင်ကိုခရစ်တော်ကိုမွေ့လျော်ဖို့လူဖြစ်စေထားတာဆိုရင်ခရစ်တော်ဆိုတဲ့အသက်မုံကိုတင်မစားဘဲနဲ့တင်အသက်မရှိဘူးအသက်မုံဖြစ်တဲ့ခရစ်တော်ကိုစားဖို့လိုတယ်အဲ့ဒီအသက်မုံဖြစ်တဲ့ခရစ်တော်ဒီအခုတင်ဝိညာဉ်ထဲမှာပဲရှိအာမင်ဒါဆိုရင်အဲ့ဒီထဲကခရစ်တော်ဘာတူလဲလိုက်ဆိုရအောင်ယေရှုခရစ်ဒီကျွန်ုပ်ဤတန်ရှင်ခြင်းဖြစ်သည်ယေရှုခရစ်သည်ကျွန်ုပ်ဤအသက်ဖြစ်သည်ယေရှုခရစ်သည်ကျွန်ုပ်ဤဖြောင့်မတ်ခြင်းဖြစ်သည်ဖြောင့်မတ်ခြင်းဖြစ်ရုံမကဖြောင့်မတ်စေသောဖခင်လည်းဖြစ်သည်သူဖြစ်သည့်အတိုင်းသူဖြစ်သည့်အတိုင်းသူဖြစ်သည့်အတိုင်းဖြစ်စေနေသောဖခင်ဖြစ်သည်ဖြစ်စေနေသောဖခင်ဖြစ်သည်သူဖြစ်သည့်အတိုင်းဖြစ်စေနေသောဖခင်အဲ့ဒီအထက်ကဝိညာဉ်တော်ကသူဖြစ်သည့်အတိုင်းတင့်ကိုဖြစ်စေနေသောဖခင်သူပဲဖြစ်တာမဟုတ်ဘူးတင့်ကိုလည်းသူ့အတိုင်းဖြစ်စေအာမင်အဲ့ဒါကိုဘာလို့ရတာလဲစဉ်းစားရတာသဘောတူရတာတိမှတ်ရတာဝန်ခံရတာဖြစ်တယ်ဖခင်ဒီတန်ရှင်းတဲ့ဖခင်ဖြစ်ရမကကျွန်ုပ်ကိုလည်းတန်ရှင်းစေနေပါလားသူတန်ရှင်းတယ်လို့ကျွန်ုပ်ကိုအခုတန်ရှင်းအောင်လုပ်ပေးနေပါလားဆိုတဲ့သူဘယ်သူလဲဘာလုပ်ပေးနေတယ်လဲဆိုတာကိုဘာလို့ရလဲသဘောတူရစဉ်းစားရသဘောတူရတွေးရတိမှတ်ရဝန်ခံရဒါကြောင့်ခုနဆာလံ46မှာပြောတယ်ငါဖျားဖြစ်တယ်ဆိုတာကိုသင်တိမှတ်ဒါဆိုရင်တင့်ထဲမှာငါပုံပွင့်မယ်ငါဖျားဖြစ်တယ်ဆိုတာကိုတိမှတ်ရင်ငါဘုံပွင့်မယ်ငါဟာတင်တို့ရဲ့ခိုးလုံရဖြစ်တယ်သူပြောတယ်ဒါဆိုရင်အခုကျွန်တော်တို့ကသူဘယ်သူလဲဆိုတာကိုလည်းစဉ်းစားတာနဲလားနဲတာပေါ့ငါ့ကိုဗာများချင်ငါဘယ်သူလဲဆိုတာပဲပြချင်တယ်သူဘယ်သူလဲဆိုတာမစဉ်းစားဘူးငါ့ကိုဗာများချင်ငါတို့အမျိုးကငါကဘယ်လိုအောင်မြင်တာငါမှဘယ်လိုရှိတာငါကတင်ဘယ်သူဖြစ်လဲဖျားစိတ်မဝင်စားတင်ဘယ်သူဖြစ်လဲဆိုတာကိုစားလဲတင်ဘာမှမဖြစ်လာဘူးသူဘယ်သူလဲစဉ်းစားသူကိုဘာလုပ်ပေးနေတယ်လဲဆိုတာကိုစဉ်းစားရင်တင်ကြီးထွားလာအခုကျွန်တော်ကငါဘယ်သူလဲငါဘာတွေလုပ်တတ်လဲဒါပဲစဉ်းစားနေတာဟုတ်လား तू ဘယ်သူလဲ तू ကျွန်ုပ်အတွက်ဘာလုပ်ပေးနေတယ်လဲဆိုတာကိုများစဉ်းစားတော့ तू ဒီကြီးထွားခြင်းရှိလာတယ်တန့်စင်ခြင်းရှိလာတယ်ဖခင်ရဲ့ထိန်းကျောင်းပေးခြင်းခံရတယ်ဒါဆိုရင်ဖခင်ဒီဖြောင့်မတ်တော်ဖခင်ဖြစ်သည် तू ဖြောင့်မတ်သည့်အတိုင်းကျွန်ုပ်ကိုလည်းဖြောင့်မတ်အောင်ဖြောင့်မတ်ကျွန်ုပ်ပြောတတ်အောင်ဖြောင့်မတ်ကျွန်ုပ်အသက်ရှင်တတ်အောင်လှုပ်ပေးနေသည်အဲ့ဒီလိုဘာလို့ရလဲစဉ်းစားရတယ်သဘောတူရတယ်ဖြစ်ချင်ရတယ်အဲ့ဒါကဖခင်တင့်ကိုဘာလို့နေတာလဲကြွေးနေတာ
င့်ကိုဖခင်ထိန်ချောင်းနေတာအာမင်ဒါဆိုရင်ကျွေးမွေးခြင်းနဲ့ထိန်ချောင်းခြင်းရှိမှဒီဖခင်သားဟာဘာဖြစ်လာလဲကြီးထွားခြင်းရှိလာဒါဆိုရင်ဖခင်ကကျွန်တော်ကိုဒုတိယမွေးဖွားခြင်းပြီးသွားတာနဲ့လုံလောက်သွားပြီလားဒုတိယမွေးဖွားခြင်းပြီးရင်ပြီးသွားပြီလားပန်းတန်ရောက်ပြီလားဘယ်ရောက်မလဲမွေးကလေးတွေတခါတည်းဗလာတောင်းတောင်းနဲ့မွေးလာလို့ရှိလားမရှိပါဘူးဘယ်သူမှမရှိဘူးမွေးကလေးကနေလူပြိုအရွယ်တခါတည်းမွေးတဲ့အုပ်စုရှိလားမရှိပါဘူးတင်ဒီအရွယ်ရောက်ဖို့တင်မိဘအတင်ကိုကျွေးမွေးရတယ်လို့တင်ဒီအရွယ်ရောက်ဖို့ဝိညာဉ်၌အရွယ်ရောက်ဖို့ဒါဆိုဝိညာဉ်မှာအရွယ်ရှိလားရှိတယ်လေတမန်ကျမ်းစာထဲမှာချစ်သားတို့သူငယ်အရွယ်လူပြိုအရွယ်အဘအရွယ်ဆိုတော့အဲ့လိုပြောတော့အမျိုးသမီးတယောက်ကဟာသူကမိန်းကလေးဖြစ်နေတယ်ဒီမှာယောက်ျားလေးဆိုတော့ဆရာတဲ့သမီးကိုဆူတောင်းပေးပါဝိညာဉ်ကြီးအထက်မှာအဖွားကြီးဖြစ်ချင်တယ်အဘအရွယ်ဆိုတော့သူကအဖွားပဲဖြစ်လို့ရမယ်လေနော်ဝိညာဉ်ကြီးအထက်မှာအဖွားဖြစ်ချင်တယ်ဆိုတော့အဲ့တော့သူငယ်အရွယ်လူပြိုအရွယ်အဘအရွယ်ဒါကကြီးထွားရင့်ကျက်ခြင်းကိုပြောတာကြီးထွားရင့်ကျက်ခြင်းအဆင့်ကိုပြောတာအဲ့လိုကြီးထွားရင့်ကျက်ခြင်းရှိလာဖို့အတွက်ကျွန်တော်တို့ကိုဖခင်ကကြွေးမွေးတဲ့အရာတွေရှိလားရှိတာပေါ့ဖခင်ကကျွန်တော်ကိုကြွေးမွေးပေးတယ်ဖခင်ကကျွန်တော်ကိုတိဆောက်ပေးတယ်ဖခင်ကကျွန်တော်ကိုကြီးထွားစေတယ်သူ့အရွယ်နဲ့အရွယ်ကြီးထွားဖို့ရန်အတွက်ဖခင်ကကျွန်တော်ကိုလှုပ်ပေးနေတယ်အဲ့ဒီကြီးထွားခြင်းအဆင့်တွေကိုကျွန်တော်ဟာဖြတ်တန်းမှသာကျွန်တော်အသက်တာထဲမှာဘာဖြစ်သွားလဲဆိုရင်ဖခင်ရဲ့အလိုတော်အတိုင်းကျွန်တော်ဟာဆက်ပြီးကြီးထွားလာမှာဖြစ်တယ်ကြီးထွားလာမှာဖြစ်တယ်ကဲကျွန်တော်တို့ရှင်ယောဟန်ဩဝါဒစာဒုတိယစာဆောင်အခန်းကြီး1တိယော1 73-74ကိုဖတ်ရအောင်တိယော1 73-74တိယော1 73-74ဖတ်ကြည့်အောင်ရပြီအဲ့ဒီမှာသူကအရွယ်3မျိုးဟုတ်တယ်မလားသူငယ်လူပြိုအဘလူပြိုတို့တဲ့သင်တို့ဟာခွန်အားနဲ့ပြည့်စုံတယ်မာနကိုစီးတားနိုင်တယ်ဘာကြောင့်လဲဆိုရင်သင်တို့ဒီလက်ဆွေရအောင်ဘုရားသခင်နှုတ်ကပတ်တော်၌မိဝဲစီကတ်တစ်ဖြစ်မာနကိုအောင်တော့ကြောင့်ဒါဆိုရင်လူပြိုအရွယ်ဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘာကိုအောင်တဲ့အရွယ်လဲဆိုရင်မာနကိုအောင်တယ်ဘာကြောင့်အောင်တယ်လဲဆိုရင်သူတို့ဟာနှုတ်ကပတ်တော်ကိုမိဝဲတယ်ဆိုတဲ့အဓိပ္ပာယ်ကနေ့တိုင်းစားတာကိုပြောတာနေ့တိုင်းဒါကိုအမိပြုတာကိုပြောတာမိဝဲတယ်ဆိုတာမိခိုးတာကိုပြောတာဘာကိုမိခိုးလဲနှုတ်ကပတ်တော်ကိုမိခိုးတယ်နှုတ်ကပတ်တော်၌မိခိုးတဲ့အခါမှာသူတို့ရဲ့အသက်တာဟာဘလို့အသက်တာဖြစ်လဲဆိုမာနကိုအောင်တော့အသက်တာဖြစ်တာဒါဆိုနှုတ်ကပတ်တော်ထဲမှာဘာပါလဲဆိုရင်နှုတ်ကပတ်တော်ထဲမှာမာနကိုအောင်စေသောခွန်အားပါအာမင်နှုတ်ကပတ်တော်ထဲမှာဘာပါလဲမာနကိုအောင်မြင်စေသောခွန်အားပါအတိတ်ပေကတင်ဒီနှုတ်ကပတ်တော်ကိုမစားရင်မာနကိုအောင်တဲ့ခွန်အားကိုတင်မစားတယ်လို့ပဲနှုတ်ကပတ်တော်ကိုမမီဝဲရင်မာနကိုအောင်မြင်တဲ့ခွန်အားကိုတင်မမီဝဲတယ်လို့ပဲဖြစ်သွားလိမ့်မယ်ဒါကြောင့်ဖခင်ကကျွန်တော်ကိုပြောနေတဲ့အရာကသူသည်တင့်ကိုဒုတိယမွေးဖွားခြင်းခံပြီးပြီဆိုရင်
တင့်ကိုဖျားဘာလို့နေလဲကြွေးမွေးတယ်ထိန်ချောင်းတယ်ဘာလို့ပေးလဲနံပါတ်1အသက်အဖြစ်ကတင်ချင်းရဲ့အကျိုးရလနံပါတ်2ကဘာလဲဆိုရင်ကြွေးမွေးခြင်းနဲ့ထိန်ချောင်းခြင်းအဲ့ဒီကြွေးမွေးခြင်းနဲ့ထိန်ချောင်းခြင်းဒီဘာကိုဖြစ်စေဖို့လဲဆိုရင်ကြီးထွားခြင်းရှိလာဖို့ဖြစ်တယ်သူငယ်အရွယ်ကနေလူပြိုအရွယ်ကိုကြီးထွားလာဖို့အာမင်သူငယ်အရွယ်ကနေအရွယ်ရောက်တော့တာဖြစ်လာဖို့ဒါကြောင့်မို့ကျွန်တော်ဟာအရောက်ချင်းစီတိုင်းဟာ the child of God နဲ့ the son of God မတူ child ဆိုတာမွေးဖွားတဲ့ကလေးသူငယ် son ဆိုတာအရွယ်ရောက်ပြီးသားအမွေခံပြီးသားပြောမယ်ဆိုရင်စစ်တိုက်နိုင်တဲ့အရွယ်အဖလက်လွဲလို့ရတဲ့အရွယ်အဖစိတ်ချလို့ရတဲ့အရွယ်ကလေးတယောက်မွေးဖွားစပြီးလမ်းလျှောက်တက်ခါစဆိုရင်အဲ့ဒီကလေးကလမ်းလျှောက်ရင်မိဘကအရှိကသွားလားအနောက်ကသွားလားအဲ့ဒီလမ်းလျှောက်တက်ခါစကလေးသူငယ်အရွယ်ကလေးနဲ့လမ်းသွားရင်ဘယ်လိုသွားလဲအရှိကသွားလားအနောက်ကသွားလားမိဘကအနောက်ကဘာကြောက်လဲဘာဖြစ်လို့လဲသူချော်လဲသွားရင်အစင်တဲ့အနောက်ကနေသူကအနောက်ကသွားကိုကအရှိကသွားအဲ့ကလေးလိုက်တတ်မလားမြောင်းထဲကြလားဘာရောက်နေလဲမသိဘူးအတိတ်ပေကကလေးသူငယ်အရွယ်မှာတော့ငါဖယားကတက်နောက်ကလိုက်ရဆုတောင်းကြရနေဒီခီးစင်ကိုကျွန်တော်သွားမယ်ကိုတော့အတူပါရှိပါကိုတော့လိုက်ခဲ့ကျွန်တော်သွားမယ်ပြီးရင်ဒီတိုင်းမနေနဲ့ကွဲကာဆောက်ရှောက်စောက်ထိန်ပြီးတော့မှကောင်းကင်တမန်နဲ့တတ်ချပြီးအမျိုးမျိုးဖျားကိုခိုင်းတာကိုကသွားချင်သွားမယ်အဖေကနောက်ကလိုက်ခဲ့ပဲဆုတောင်းတဲ့အတန်ကိုကကလေးသူငယ်အတန်ဒါပေမဲ့အရွယ်ရောက်ပြီးသားအရွယ်ရောက်လာတဲ့အခါကျတော့အဖကအရှိကသွားတာကိုအနောက်ကလိုက်တတ်လားလိုက်တတ်ပြီအခါကျရင်ကျွန်တော်အလိုမဟုတ်တော့အဖအလိုတိုင်းဖြစ်ပါစေယေရှုဆုတောင်းတာကွာပြီဆုတောင်းချက်အသက်ရှင်ခြင်းကွာပြီဟုတ်လားအဖကအရှိကသွားတာကိုကနောက်ကလိုက်အခုကျွန်တော်ခရစ်ယာန်ရဲ့ဆုတောင်းခြင်းကကျွန်တော်သွားမယ်ကိုတော့အတူပါရှိပါကိုတော့မဆပါမမဆမှာဆိုတော့လက်တော်ကိုရွှေကုတ်ပေးတယ်ရွှေလက်တော်ဆန်တန်ပြီးဖယားကလည်းစိတ်ပြောင်းအောင်လုပ်ပေးလိုက်တယ်သူကမလုပ်ပေးမှဆိုတော့လက်ကိုရွှေတက်ထားပေးတာသူရွှေလက်တော်ဆန်တန်ပြီးပြမျက်နှာလည်းရွှေမျက်နှာတော့အလင်းထွန်းလင်းတော်မူပါဟုတ်မယ်ဖယားကိုများချော့နေသေးတယ်ကျွန်တော်ဆိုရင်ကောင်းခောက်လိုက်ပြီအခုကျွန်တော်ရဲ့ဆုတောင်းချက်တွေအားလုံးကဖယားကကိုနောက်လိုက်လားကိုကဖယားနောက်လိုက်လားကလေးသူငယ်တော့ကဖယားကကိုနောက်လိုက်လှုပ်ချင်ရလှုပ်ပြီးကိုတော့အတူပါရှိပါယေရှုနာမ၌လှုပ်ချင်တယ်အဲ့ဒါဆုတောင်းတာမို့ဇွတ်တောင်းလို့ခေါ်ဇွတ်တောင်းကိုလှုပ်ချင်တာအကုန်ဇွတ်တောင်းဖယားဘာတောင်းစီချင်မှလည်းမသိဒါပေမဲ့အရွယ်ရောက်တဲ့တားကြတော့အဲ့လိုမဟုတ်တော့အဖဥဆောင်တာကိုတားက yes အဖနောက်ကိုဘယ်သူကလိုက်တာလဲတားကလိုက်တာနောက်ဆုံးအဆင့်ကအဖနဲ့ရင်ပေါင်တန်းတာအတိတ်ပဲကအဖနဲ့အတူတူတွဲပြီးအလုပ်လုပ်တာအာမင်အတိတ်ပဲက तू လောက်တာကိုအဖလည်းထောက်ခံတယ်အဖလောက်တာကို तू လည်းထောက်ခံတယ်အဖနဲ့သားတွေတစ်ထပ်တည်းဖြစ်သွားပြီအနေထား၃ခုနော်ကလေးနောက်လိုက်တဲ့အဖေနဲ့အဖေနောက်လိုက်တဲ့သားအဖေနဲ့အတူတူရင်ပေါင်တန်းပြီးလှုပ်တဲ့သားမတူကိုကဘယ်အစ်စ်မှလဲဆိုတော့ကိုစဉ်းစားအခုအဖြေပေးเสียရမလို့စောပြီးပေးလိုက်မှာဆိုလို့စဉ်းစားဖို့ကျွန်တော်ခရိယာတက်တာကဒီလိုကြီးထွားလာဖို့လို့လားလိုလာတယ်ကြီးထွားဖို့လိုတယ်ဒါကြောင့်မို့ဒီထက်မှရွေးနှုတ်ခြင်းမှာပဲမရက်နဲ့မာနကကျွန်တော်ကိုတိတ်လဲတယ်ရွေးနှုတ်ခြင်းမှာပဲရက်တမဲ့ပြီးသွားပြီကားတိုင်းမှာပြီးသွားပြီနှစ်ပေါင်း2000တုန်းကပြီးသွားပြီဘာမှအခုလာမပြောနေနဲ့ကောင်းကင်တော်မှာတက်သွားပြီငါတို့တရက်လိုက်သွားဖို့ပဲရှိတယ်
မြင်ကြီးပေါ်မှာအခုရှင်တာတော့ကြည်တက်ရှင်အစင်ပြေတယ်လို့ပဲကျွန်တော်တို့ရဲ့အသက်တာကအဲ့ဒီလိုဖြစ်ခဲ့တာမဟုတ်ဘူးလားဒါပေမဲ့ဖခင်ဒီကနေ့ကျွန်တော်ကိုအဲ့လိုမပြောပါဘူးနှုတ်ကပတ်တော်ကတမန်ကျမ်းစာကဖခင်ရဲ့စကားကအဲ့လိုပြောလားအဲ့လိုပြောလားမပြောပါဘူးကျွန်တော်နဲ့သူရှိလားရှိတယ်နော်ကျွန်တော်နဲ့သူဒီမှာထိုင်ပြီးရှောက်မသွားနဲ့နော်ကျွန်တော်တနာအောင်ဒီမှာအခွန်ကတော့ဒီမှာထိုင်ပြီးခိုင်အင်းစိန်နေသွားတယ်လက်တော့သွားတယ်ဖေးတောက်ပြီးပြန်လာမလုံးနဲ့မေးလည်းဖြစ်ဦးဖခင်အဲ့လိုပြောလားရွေးနှုတ်ခြင်းနဲ့ပြီးသွားပြီလားဘာရှိသေးလဲအသက်တော်အားဖြင့်ဘာဖြစ်ကယ်တင်ခြင်းလဲအသက်တော်အားဖြင့်ကယ်တင်ခြင်းဒါကြောင့်အဲ့ဒီအသက်တော်အားဖြင့်ကယ်တင်ခြင်းကအဲ့ဒီအသက်၌တင်ကြီးထွားလာဖို့ဖြစ်တယ်ဖခင်အသက်၌ကြီးထွားလာဖို့တင့်ကိုဖခင်ဆက်ကယ်မလားဆက်ခေါ်မလားဆက်ခေါ်သွားမယ်ကဲနံပါတ်3ဖခင်ကကျွန်တော်ကိုဘာလုပ်ပေးလဲဆိုကဲနစ်ပေတစ်လေးကိုဖတ်ရအောင်နစ်ပေတစ်လေးဘာကိုဆက်ဆံဖို့လဲဖယားပဂတိတန်ရှင်တော်ဖယားခင်ပဂတိကိုဆက်ဆံဖို့ဒါဆိုရင်ဖယားကကျွန်တော်ကိုခုနအပြစ်သားဆိုတာဘာနဲ့ပဲဆက်ဆံလဲအပြစ်နဲ့ပဲဆက်ဆံတာဒါပေမဲ့အခုဖယားကကျွန်တော်ကိုဘာနဲ့ဆက်ဆံဖို့လဲဖယားဤတန်ရှင်ခြင်းဖြောင့်မတ်ခြင်းပဂတိအာမင်ဖယားရဲ့တန်ရှင်ခြင်းဖြောင့်မတ်ခြင်း sanctification တနည်းအားဖြင့်ပြောမယ်ဆိုဖခင်ရဲ့တန့်ရှင်းခြင်းအသက်တာဖခင်ကကျွန်တော်ကိုတန့်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြတစ်ပေနှစ်ကိုမှလေကဲတစ်ပေနှစ်ကိုဖတ်ရအောင်နောက်တစ်ပိုက်တစ်ပေနှစ်ကိုဖခင်ကျွန်တော်ကိုဘာဖြစ်စေချင်လဲတန်ရှင်းသောလူမျိုးဖခင်ကကျွန်တော်ကိုဘာဖြစ်စေချင်လဲတန်ရှင်းသောလူမျိုးဒါကြောင့်ခုနဘာနဲ့ဆက်ဆံရမလဲဖခင်ပဂတိတကယ်ဖခင်ရဲ့တန်ရှင်းစစ်ကြည်ခြင်းနဲ့ဆက်ဆံရသောလူမျိုးဒါဆိုရင်ဒီကအသွေးဝိညာဉ်ထဲမှာရှိနေတဲ့ဖခင်ဒီကျွန်တော်ကိုနောက်ထပ်ဘာလုပ်ပေးအောင်မလဲတန်ရှင်းသောအသက်တာထဲကိုရောက်လာဖို့သူသည်ကျွန်တော်တို့ကိုဆက်ပြီးဘာလို့အောင်လဲကဲအောင်မယ်ကျွန်တော်တို့ရဲ့ပတ်လည်မှာညဉ့်ညူခြင်းတွေရှိလားရှိတာဗောလောကကြီးကညဉ့်ညူနေတာလောကကြီးကဖောက်ပြန်နေတာလောကကြီးကကြဆင်းနေတာဖယားကိုဆန့်ကျင်နေတဲ့လောကကြီးနောအေးနဲ့သူ့သားတွေတင်ဘောကိုတိဆောက်တဲ့အခါမှာတလောကလုံးဟာဘာဖြစ်နေလဲဆိုရင်ဖယားကိုဆန့်ကျင်ရုံတည်းမကဘူးဖယားစကားကိုလည်းမယုံဘူးဖယားကိုလည်းဆန့်ကျင်တယ်ဆန့်ကျင်ရုံတည်းမကဘူးဖယားလူဖြစ်တဲ့နောအေးနဲ့မိသားစုကိုလည်းသူတို့ဟာပြစ်တင်ဝေဖန်ရှုတ်ချပြစ်ရင်ပြုတယ်အဲ့ဒီလိုတလောကလုံးဟာသူတို့ကိုဖောက်ပြန်ပြီးဆန့်ကျင်နေတဲ့လောကကြီးထဲမှာနောအေးနဲ့မိသားစုတစုပဲဖယားစကားထဲမှာဆက်ပြီးရက်တည်နေတာဘာကြောင့်လဲဆိုရင်တဲ့နောအေးရဲ့မိသားစုကိုဖယားရဲ့ကျေးဇူးတော်ဟာသူတို့ကိုလွှမ်းခြုံထားတယ်ဖယားရဲ့ကျေးဇူးတော်ဟာနောအေးမိသားစုကိုလွှမ်းခြုံထားတဲ့အတွက်ကြောင့်သူတို့ဟာလောကသားတွေဖောက်ပြန်တဲ့အတိုင်းမဖောက်ပြန်ဘူးလောကသားတွေကြဆင်းတယ်လို့သူတို့မိသားစုသည်မကြဆင်းဘူးဖယားရဲ့တန်ရှင်းခြင်းနဲ့ဖယားရဲ့ကျေးဇူးတော်ကသူတို့မိသားစုကိုတီးတန့်ဖယ်ထားတယ်အာမင်စဉ်းစားကြည့်တော့မလွယ်ဘူးနော်
မိုးရွာမယ်ဆိုတဲ့ဖခင်ရဲ့စကားကတလလည်းမဟုတ်ဘူးတစ်နှစ်လည်းမဟုတ်ဘူး10နှစ်လည်းမဟုတ်ဘူးဘယ်လောက်လဲဘယ်လောက်လဲစဉ်းစားရိုးပဲစဉ်းစားအင်္ဂလိပ်လိုမစဉ်းစားနဲ့ဘယ်လောက်လဲ30တရားအဲ့လောက်ကြာသွားတယ်ကြည့်အခုကျွန်တော်တို့တခင်ရှုပြန်လာတော့မယ်နော်ချီဆောင်ချင်းလာတော့မယ်နော်ဆိုတာကျွန်တော်ငယ်ငယ်လေးကကြားဘူးလားဟုတ်လားအခုထိလာလားမလာဘူးဆိုလို့မလာတော့မထင်နဲ့လာမှာပြန်ပြောမယ်နှစ်ပေါင်း120လုံးတင်ဘောကိုတိဆောက်တယ်ဆိုတာတကယ်တော့စဉ်းစားကြည့်တင်ဘောဖြစ်စီလို့လက်ဖြောက်တစ်ချက်တည်းမဖြစ်ဘူးလားမဖြစ်ဘူးလားဖြစ်တာပေါ့ကောင်းကင်ရဲ့မြေကြီးကိုတော့မှဖခင်ကဖြစ်စေဖန်ဆင်းတာလေတင်ဘောလေးများဒီလောက်ကြာရသလားစဉ်းစားကြည့်ဒါဆိုရင်တင်ဘော120ကြာတယ်ဆိုတာတင်ပေါင်း100ကျော်ဆောက်တယ်ဆိုတာအတိတ်တွေကနှစ်ပေါင်း100ကျော်လုံးလူတွေကိုဖခင်ကနောင်တရဖို့အခွင့်ပေးထားတာချက်ချင်းလုံးလိုက်လို့ရလားရတယ်လေဒါတည်းမကဘူးဖခင်စကားကိုဖခင်ကသူနဲ့ပူပေါင်းမဲ့သူကိုဖခင်ရှာဒါဆိုရင်နောအေမိသားစုတစုပဲဖခင်နဲ့ဘာလို့လဲပူပေါင်းတယ်ဒါဆိုရင်ဒီတင်ဘောဟာသူတို့အတွက်ဘာဖြစ်သွားမလဲကဲတင်ခြင်းဖြစ်သွားမယ်လေဒီတင်ဘောဟာသူတို့အတွက်ဘာလဲကဲတင်ခြင်းသူတို့တီဆောက်နေတဲ့တင်ဘောဒီသူတို့အတွက်ကဲတင်ခြင်းဖြစ်သွားမှာဒါပေမဲ့အဲ့ဒီတင်ဘောကိုဖျားစကားနဲ့အတူပူပေါင်းပြီးတီဆောက်တာဘာတူပဲလဲနော်အင်ပီတာစုညီကိုမောင်မတို့လူနေဒီဖြစ်စေများဒီဖြစ်စေပူပေါင်းတဲ့လူကတကယ်ကဲတင်ခံရမှာမယုံမရှိနဲ့တော့တကယ်ကဲတင်ခံရမှာတလောကလုံးကအခုကျွန်တော်တို့အားလုံးရဲ့တဘာဝကဒီလိုဖြစ်တတ်တယ်လေလောကရဲ့တဘာဝကမြည်များရင်မြည်နိုင်တယ်ရေများရင်ရေနိုင်တယ်ဟုတ်တယ်မလားဒါတလောကလုံးကမိုးမရွာဘူးလို့ယုံလားယုံတယ်လေဒါပေမဲ့ရွာလားရွာတယ်တလောကလုံးကတင်ပေါ်မဆောက်ဘူးလေဆောက်တဲ့သူကနဲနေလေဒါပေမဲ့ဖျားလို့လားလက်ခံတဲ့သူသဘောတူတဲ့သူကနည်းနည်းလေးဖြစ်ပေမဲ့အဲ့ဒီနည်းနည်းလေးနဲ့ဖျားလို့လက်မခံတဲ့သူကများလို့များတဲ့သူကနိုင်သွားတာမဟုတ်ဘူးဖျားစကားဆိုတာအများအနေနဲ့မဆိုင်ဘူးပူပေါင်းတဲ့လူနဲ့အလုပ်လုပ်အာမင်ပူပေါင်းတဲ့လူနဲ့ယုံတဲ့လူနဲ့လက်ခံတဲ့သူနဲ့သဘောတူတဲ့လူနဲ့ဖျားအလုပ်လုပ်မယ်ညီကောင်မောင်မတို့လူနဲတာများတာဖျားမကြည့်ဘူးသူ့စကားကိုဘယ်သူသဘောတူတယ်လဲအဲ့ဒီသဘောတူတဲ့လူနဲ့နဲဒီဖြစ်စေနဲတဲ့လူနဲ့ဖျားလုပ်သွားတယ်အာမင်ဘေးကလူပြောလိုက်ပါသင်ပူပေါင်းဖို့ပဲလိုတယ်နဲဒီဖြစ်စေများဒီဖြစ်စေအဲ့ဒီအပေါ်မှာဖျားကြည့်တာမဟုတ်ဘူးပူပေါင်းတဲ့လူနဲ့ဖျားလုပ်တယ်အာမင်ဘယ်သူနဲ့လုပ်လဲပူပေါင်းတဲ့လူနဲ့ဖျားလုပ်တယ်ဒါကြောင့်ပူပေါင်းပါအာမင်ဒီမှာခဏနားရအောင်နော်